ကျမနဲ့ခင်မွန်းရှက်ကျူအတူဆုံဆဲခဲ့တာ3နှစ်ရှိပါပြီ။စောင်းတန်နဲ့အတူလိုက်ဖက်ညီပြီးချစ်ခင်တွေ့တာမှုတွေနဲ့ပြည့်နေခဲ့ပါတယ်။အဲ့ဒီနေ့အထိပေါ့ဘေးလူတွေရဲ့စကားဝိုင်းကနေမမျှော်လင့်ပဲတုံးလို့ခြောက်ချားစရာလျှို့ဝှက်ချက်တစ်ခုကိုကြားလိုက်ရတဲ့အချိန်အထိပါပဲအမှန်တော့လွန်ခဲ့တဲ့3နှစ်ကလေးကရှက်အိမ်တော်တစ်ခုလုံးပြည့်နေရဆိုးနဲ့ကြုံတွေ့ခဲ့ရပြီးတယောက်မှမလွတ်မြောက်ခဲ့ပါဘူး။ကျမရဲ့ခင်မွန်းရှက်ကျူကလည်းအဲ့ဒီတုန်းကရက်ဆက်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုခံခဲ့ရပြီးဝိညာဉ်ကကိုးထက်မြေအောက်ကိုရောက်ရှိသွားခဲ့တာကြပါပြီ။ဒါဆိုရင်ဒီ3နှစ်လုံးကျမနဲ့နင်းညမပြတ်အတူရှိနေပြီးအဲ့ရတစ်ခုထဲမှာအတူအိတ်ဆက်ကကျမပေါ်အဆအရာရာနူးညံ့သိမ်မွေ့ပေးခဲ့တဲ့အဲ့ဒီလူကဘသူလဲမျက်စိကွယ်သွားပြီးနောက်ရှက်ကျူကကျမကိုနှိမ့်ချဆက်ဆံခြင်းမရှိခဲ့တဲ့အပြင်ပို့ပြီးတော့တောင်တနာကယူဆိုင်ပေးခဲ့ပါတယ်။ကျမဟာလူမှန်နဲ့လက်ထပ်ခဲ့ရလို့အမြဲတမ်းဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။လာမုံပွဲတော်နေ့အထိပေါ့ကျမနဲ့ရှက်ကျူလူစုပွဲသွားခဲ့ပြီးစိတ်ကောင်းရှိတဲ့သူတစ်ယောက်ကကျမကိုရှက်အိမ်တော်စီပြန်ပို့ပေးချိန်မှအဲ့ဒီလူပြောတာကိုကြားလိုက်ရပါတယ်။ကျမသိရတဲ့လောက်တော့ရှက်အိမ်တော်ဟာလွန်ခဲ့တဲ့3နှစ်ကလေးကအသက်ခံခဲ့ရတာပါ။ဒါဆိုရှက်ကျူကလည်းလူတွေရဲ့ရဲရဲဆက်ဆက်ကလေးစားချေမှုကိုခံရပြီးနှိမ့်ဆက်ခံရလို့တေဆုံးသွားခဲ့တာပေါ့။မိန်းကလေးနေကလူလားတရေလားကျမဟာတစ်ဖက်လူရဲ့စကားကြောင့်အလွန်အမင်းထိတ်လန့်သွားခဲ့ရပါတယ်။ဘလို့လုပ်ဖြစ်နိုင်မှာလဲကျမရှက်ကျူနဲ့လက်ထပ်ခဲ့တာ3နှစ်ရှိပြီးမျက်စိနဲ့မမြင်ရပေမဲ့သူ့ရဲ့တရှိမှုကိုအစစ်အမှန်ခံစားနေရတာပဲကျမမျက်စိနဲ့ကွင်းကွယ်နေပေမဲ့ရှက်ကျူရဲ့ခံဒါကိုပူချိန်ကတော့လူကိုလိန်လို့မရပါဘူးဒီ3နှစ်အတွင်းမရေမတွက်နိုင်အောင်နူးညံ့လာတဲ့အနမ်းတွေကလည်းအတူအယောင်တွေမဟုတ်ပါဘူးလွန်ခဲ့တဲ့3နှစ်ကရှက်အိမ်တော်တကယ်ပဲမျိုးတုံးတက်ဖြတ်ခံခဲ့ရတယ်ဆိုရင်ကျမနဲ့ရှက်ကျူရဲ့မင်္ဂလာပွဲကကောဗာလဲရှက်ကျူပြောပြတာကတော့ကျမအိမ်ထဲအဝင်မှာဧည့်သည်တယောက်ကြောင့်မတော်တဆခလုတ်တိုက်မိပြီးမင်္ဂလာပွဲတစ်ခုလုံးရုံးရင်းဆန်ခတ်ဖြစ်သွားခဲ့ရတယ်တဲ့သူကအဲ့ဒီတုန်းကမင်္ဂလာဝတ်စုံအနီရောင်ကြီးနဲ့လမ်းမပေါ်ထွက်ပြီးဆရာဝန်သွားရှာခဲ့တာပါလက်ထပ်ပြီးနောက်အဲ့ဒီ3ရက်လုံးကျမလုံးဝတတိမရခဲ့ပဲဂျားထဲမှာအဖျားပြင်းပြင်းတက်နေခဲ့ပါတယ်ရှက်ကျူကပဲကျမကတင်ပေးမှာအငြင်းဆောက်ရှောက်ပေးခဲ့တာပါအော်ဟစ်တန်တစ်ခုကကျမကိုအတွေးတွေထဲကနေပြန်လဲဆွဲခေါ်သွားခဲ့ပါတယ်ဘာအရင်မှမသိတာတစ်ခုကကျမရဲ့လက်ဖမိုးပေါ်ကိုလာဆင်ခဲ့ပါတယ်နှွေးထွေးပြီးဆိုးဆွနေပါတယ်ကျမလက်ကိုမြောက်ပြီးအနံ့ခံကြည့်ဖို့လုပ်တဲ့အချိန်မှာပဲလက်ကိုပြင်းပြင်းထန်ထန်အကင်ခံလိုက်ရပါတယ်လက်ချောင်းထိပ်ကထူထဲတဲ့အသားမာတွေကသူ့ရဲ့အထောက်အထားကိုချက်ချင်းပဲပေါ်ပြနေပါတယ်လက်ကင်ပိုးဝါနဲ့လက်ဖမိုးကိုတုပ်ပေးနေတာကိုခံစားမိပြီးနောက်တစ်စက္ကန့်မှာတော့သူ့ရဲ့ရင်ခွင်ထဲကိုဖက်ပွေခြင်းခံလိုက်ရပါတယ်မိမရေမင်းကိုငါအတော်ရှာလိုက်ရတယ်သူ့ရဲ့လေတံထဲမှာတနာကယူဆိုင်မှုတွေပြည့်နေနေပေမဲ့ကျမရဲ့ခေါင်းထဲမှာတော့အခုနကလူပြောခဲ့တဲ့စကားတွေနဲ့ပဲပြည့်နေနေပါတယ်ရှေ့ကျူကကျမစကားမပြောတာကိုမြင်တော့အလွန်စိုးရိမ်တကြီးနဲ့ဘာဖြစ်လို့လဲလို့မေးရှာပါတယ်ကျမလောလောလောနဲ့ခေါင်းခါလိုက်ပြီးအခုနကအော်တန်ကြောင့်လန့်သွားတာပါဒါနဲ့နေပါဦးအခုနကဘာဖြစ်တာလဲကျမလက်ဖမိုးပေါ်ပေးချန်သွားတာကတကယ်တော့ဗာလဲကျမလက်ကိုအမြန်ပြန်ရုပ်လိုက်ပြီးကျမလက်ထဲကချွေးစေးတွေကိုရှက်ကျူမရိပ်မိအောင်လုပ်လိုက်ပါတယ်အခုနကလာရှက်ကျူရဲ့လေတံကနားထောင်ရတာနည်းနည်းထူးဆန်းနေတယ်လို့ပါပဲလူတယောက်မြင်းလဲနဲ့တိုက်မိလူနီးပါဖြစ်သွားရုံတင်မှာမင်းလက်ပေါ်ကဟာကတော့မင်းအတွက်ငါခုနကသွားဝယ်ပေးတဲ့ကြားရည်ပါငါစိတ်ပူသွားလို့မတော်တဆဖိတ်သွားတာရှက်ကျူကပုံမှန်အတိုင်းလေတံနဲ့ပြန်ပြောလာပြီးကျမလက်ကိုနောက်တစ်ချိန်ပြန်ဆွဲကင်ပါတယ်ပူနွေးတဲ့ရှားဖျားကကျမရဲ့လက်ဖမိုးပေါ်ကိုတဖြည်းဖြည်းချင်းလာရောက်လျက်ပေးနေပါတယ်နှွေးထွေးတဲ့လင်းချင်းကကျမနေရွက်ဘေးကနေဖြတ်ပြေးသွားတယ်လို့ပါပဲအတော်ချိုတာပဲမိမမြည်စမ်းကြည့်ချင်လားကျမကတော့ရှက်သွေးဖြန်းတယ်လို့ဟန်ဆောင်ပြီးခေါင်းလေးညှိပြလိုက်ပေမဲ့အမှန်တော့ခေါင်းထဲမှာအခုနကလူပြောခဲ့တဲ့စကားတွေပဲထက်ခါတလဲလဲကြားရောက်နေမိပါတယ်ကြားရည်ကိုရှက်ကျူကတစွန်းပြီးတစွန်းတိုက်ကျွေးနေပေမဲ့နှလုံးသားထဲမှာစီးဆင်းသွားတာကတော့နှက်ဆိုင်နဲ့တန်တရားတွေပဲဖြစ်ပါတယ်လမ်းတစ်လျှောက်လုံးစိတ်လွင်နေတာကိုရှက်ကျူရိပ်မိသွားပုံရပါတယ်သူကကျမကိုခုနကလန့်သွားတဲ့အထင်နဲ့ကြမမကိုပြသဖို့ဆရာဝန်ကိုအထူးတလဲသွားပင်ပေးခဲ့တာပါအရင်ကဆရာဝန်ချမ်းချမ်းကျုံကဇာတိမြေကိုပြန်ပြီးအနားယူသွားခဲ့လို့ဒီတစ်ခေါက်လာတာကတော့သူ့တပည့်ကျူရှယ်ဖြစ်ပါတယ်မျက်စိစကွယ်ကစားတော့ကကျမစိတ်သက်တွေအကြာကြီးကြာဆင်းခဲ့ပြီးတနေ့ကုန်မပြောမရွှင်ဖြစ်နေခဲ့ရပါတယ်မိမိကိုလူပိုလူရှင်တယောက်ဖြစ်သွားပြီလို့ခံစားခဲ့ရပါတယ်ရှက်ကျူကနေရအနှံ့မှာစေးကောင်းတွေရှာဖွေပေးခဲ့ပေမဲ့လည်းမထူးခြားခဲ့ပါဘူးရှက်အိမ်တော်ကိုလာပြသမျှဆရာဝန်တိုင်းကနောက်ဆုံးမှာခေါင်းခါပြီးတက်ပြင်းချရုံပဲတက်နိုင်ခဲ့ကြပါတယ်နောက်ပိုင်းမှာကျမကိုယ်တိုင်တော့မျောလင်းချက်ဆွန့်လွတ်ခဲ့ရပါတယ်ရှက်ကျူရှိနေလို့သာတော်ပါတော့တယ်သူကကျမကိုစွန့်ပစ်မသွားခဲ့တဲ့အပြင်ချစ်ခင်တွေ့တာမှုတွေနဲ့အမြဲရှိနေပေးခဲ့ပါတယ်သူကကျမရဲ့မျက်စိနှစ်ကွင်းကိုအကောင်းမကတိအတိုင်းဖြစ်အောင်ကုသပေးဖို့အမြဲတမ်းစိတ်ပိုင်းဖြတ်ထားခဲ့တာပါလွန်ခဲ့တဲ့နှစ်တုန်းကဆရာဝန်ချမ်းချမ်းကျုံကကျမကိုလာပြပေးခဲ့ပြီးသူပြောတာကတော့ကျမသာနေတိုင်းဆေးမှန်မှန်တောက်မယ်ဆိုရင်မျက်စိပြန်မြင်ရဖို့အခွင့်အရေးရှိနိုင်တဲ့ဒါကြောင့်ဒီနှစ်တွေမှာကျမဟာနေတိုင်းအချိန်မှန်ဆေးတောက်ခဲ့ပါတယ်ဆက်လုံးလို့ကွန်းတီးဖက်တွေတောင်ခါတက်ကုန်ပါပြီဒါပေမဲ့မျက်စိကတော့ဘာမှထူးခြားမလာခဲ့ပါဘူးနေတိုင်းနိုးလာရင်မျက်စိရှေ့မှာမှောင်မိုက်နေတော့ပါပဲနေအောင်ကြည့်လုံးဝမရတဲ့မှောင်မိုက်နေတဲ့မြေရောက်ခန်းထဲမှာပိတ်လောင်ခံထားရတယ်လို့မျိုးအလင်းရောင်အနေငယ်မြတောင်ရှာမတွေ့ခဲ့ပါဘူးကျူးရှယ်ကကျမကိုသွေးခုန်လုံးစမ်းတက်ပေးပြီးနောက်ပြောလာပါတယ်ကတော်ကလန့်သွားယုံတင်မှာဘာပြဿနာမှမရှိပါဘူးနေတိုင်းတောက်နေတဲ့ဆေးတွေနဲ့မတည့်မှာဆိုလို့ကျမကိုအဆိုင်ကုသနီးပဲလုပ်ပေးပါမယ်တဲ့ဘေးမှာရှိတဲ့ရှက်ကျူကလည်းချက်ချင်းပဲအဲ့ဒါအတော်ကောင်းတာပဲလို့ပြောလာပါတယ်ကျမဟာကတင်ဘေးမှာငြိမ်ငြိမ်လေးထိုင်ပြီးကျူးရှယ်အဆိုင်ပေးတာကိုခံယူခဲ့ပါတဲငွေအက်ကအရေးပြားတဲ့တိုးဝင်သွားတာနဲ့အမျှမျက်စိကလည်းအဲ့နဲ့ထိုးခံရတယ်လို့မျိုးခံစားလိုက်ရပြီးအလင်းရောင်တွေကအကွဲကြောင်းတွေကြားကနေတိုးဝင်လာခဲ့ပါတယ်ကျမစကားပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲလက်ကိုရုတ်တရက်အကင်ခံလိုက်ရပါတယ်လက်ဖွားထဲမှာရာကြည့်ကြည့်ခံစားလိုက်ရပြီးတယောက်ယောက်ကစာရေးနေတာပါလက်ချောင်းထိပ်တွေမှာအသားမာတွေလုံးဝမရှိပါဘူးဒါကဘလို့မှရှက်ကျူရဲ့လက်မဟုတ်နိုင်ပါဘူးကျမရဲ့လက်ချောင်းလေးတွေကိုအသားအရာကွေးညွတ်ထားပြီးသူရေးနေတဲ့စာလုံးတိုင်းကိုအာယုံစိုက်ပြီးခံစားကြည့်လိုက်ပါမျက်စိကွယ်ခြင်းအောင်ဆောင်ပါတဲ့နှလုံးသားထဲမှာထိတ်လန့်သွားပြီးသူကကျမကိုမျက်စိကွယ်ခြင်းအောင်ဆက်ဆောင်ခိုင်းနေတာလားအဆိုင်တာပြီးပါပြီကျူးရှယ်အရင်သွားပါရစေဦးကျူးရှယ်ရဲ့စကားဆုံးပါပဲကျမမျက်စိရှိကအလင်းရောင်တွေကပို့ပြီးတော့များပြလာတာကိုသတိပြုမိပါတယ်အလွန်ဆူးရှာလွန်းလို့ကျမမျက်စိကိုအမြဲပြန်ပိတ်လိုက်ပြီးကျူးရှယ်ရဲ့ခြေတံတွေတဖြည်းဖြည်းဝေးကွာသွားတာကိုနားထောင်နေမိပါတယ်အေးစိမ့်စိမ့်ခံစားချက်တစ်ခုကကြောပြင်ပေါ်ကိုတိတ်တဆိတ်ဖြတ်ပြေးသွားပါတယ်နောက်တစ်ချိန်ညက်စိတ်ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကျမဟာပတ်ဝန်းကျင်ကအရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါပြီစိတ်လှုပ်ရှားစွာနဲ့ခေါင်းငုံပြီးကျမရဲ့လက်နှစ်ဖက်ကိုကြည့်လိုက်မိပါတယ်မျက်စိထဲအတိုင်းသားမြင်လိုက်ရတာကတော့ညီရဲနေတဲ့အရာတွေဖြစ်ပြီးဖြို့တော့တဲ့အဝတ်စားတွေနဲ့လုံးဝလိုက်ဖက်မှုမရှိပါဘူးသွေးတွေပါလားကျမဟာထိတ်လန့်တုန်လှုပ်စွာနဲ့လက်ဖမိုးကိုစိုက်ကြည့်နေမိပါတယ်အခုနကကျမလက်ပေါ်ကိုလာဆင်ခဲ့ပြီးရှဲကျူတုပ်ပေးကလျက်ပေးခဲ့တဲ့အရာကတကယ်တော့သွေးတွေဖြစ်နေတာပါလားရှဲကျူကအဲ့ဒီလူကိုတတ်လိုက်တာပဲဖြစ်ရမယ်ကျမဘလို့မှလက်မခံချင်ပေမဲ့ဒါကတော့အခုလောလောဆယ်ကျမစဉ်းစားလို့ရတဲ့အမှန်တရားနဲ့အနည်းဆက်ဆုံးဖြေပါပဲကျမစိတ်ကိုကောင်းကောင်းမစုစည်းနိုင်သေးခင်မှာပဲစိမ့်သက်တဲ့လူရိပ်တစ်ခုကျမစီကိုရှောက်လန်းလာတာကိုမြင်လိုက်ရပါတယ်မိမခန္ဓာကိုယ်ကအခုထိမတက်မတာဖြစ်နေသေးလို့လားသူ့ရဲ့မျက်ဝန်းထောင်တွေကအပေါ်ကိုအနှဲငယ်ကော့တက်နေပြီးအပြုံးတွေထဲမှာရုပ်မာတဲ့အရေးအယောင်တွေပြည့်နေနေပါတယ်သူသာစကားမပြောခဲ့ရင်ဒီသုံးနှလုံးနေတိုင်းကျမအနားမှာရှိနေပေးခဲ့တဲ့လူကသူဆိုတာကိုကျမသိတောင်သိနိုင်မှာမဟုတ်ပါဘူးစုဝေချင်းမတိုင်ခင်တုန်းကအမေကကျမကမန်းကရန်နဲ့ဘဝကိုပုံအပ်လိုက်ရမှာစိုးရိမ်လို့တကယ်ရှက်ကျူကိုအဝေးကနေခိုးကြည့်နိုင်အောင်အထူးစီစဉ်ပေးခဲ့ပူပါတယ်အတိတ်တုန်းကရှက်ကျူဟာမျက်ခုံးမျက်လုံးတည်ကြည့်ပြီးချောမောလာပသူတယောက်ပါအခုနင်းညမပြတ်အတူရှိနေပြီးမိစာတကောင်လိုရုပ်ရည်မျိုးရှိတဲ့သူနဲ့လုံးဝကိုကွဲပြားခြားနားလုံးပါတယ်ဘေးနားကလူကလူမှန်မဟုတ်ပဲအမိလွဲပြီးသုံးနှလုံးလုံးအတူရှိနေခဲ့တယ်ဆိုတဲ့အတိကကျမကိုအလွန်အမင်းထိတ်လန့်တုံက
ဟုတ်စေပါတယ်သူ့ရဲ့လက်ချောင်းထိပ်တွေကကျမရဲ့ပပြင်ပေါ်ကိုလာထိတဲ့အခါမှာတော့ကျမရဲ့တကူလုံးဟာထိမ့်မရအောင်တုံရင်လာခဲ့ပါတယ်နှုတ်ခမ်းကိုတင်းတင်းစေထားပြီးမျက်လုံးတွေကိုအတင်းထိန်ထားရင်ကျမရဲ့မျက်စိတွေတဖြည်းဖြည်းပြန်ကောင်းလာနေပြီဆိုတဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားလိုက်ပါတယ်မိမခန္ဓာကိုယ်ကဘာလို့တုံရင်နေတာလဲအတူအယောင်ရှက်ကျူရဲ့နှုတ်ခမ်းထောင်းကအပြုံးတွေကရက်တန့်သွားပြီးမျက်မှောင်ကျုပ်ကကျမကိုစိုက်ကြည့်လာပါတယ်မျက်ဝန်းတွေကစိုးရိမ်စိတ်ကြောင့်မြင်မြန်းလာပြီးကြွနမဟာအခုနာကထိတ်လန့်မှုကိုအခွင့်ကောင်းယူပြီးသူ့ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်ကစိတ်ရှုပ်ထွေးမှုတွေကိုဖုံးကွယ်လိုက်ပါတယ်ဘာမှမဖြစ်ပါဘူးအခုနာကလမ်းမပေါ်ကအော်ဟစ်တန်တွေကနှလုံးသားထဲမှာခြောက်လန့်နေတော့မလို့ပါကျမရင်ထဲမှာကြောက်ရွံ့နေတော့ပဲရင်ခွင်ထဲကလူကစိတ်အေးသွားပုံရပြီးလက်ဖွားနဲ့ကျမရဲ့ဆံတွေတွေကိုအသာအရာပုတ်တက်ပေးလာပါတယ်မကြောက်နဲ့ငါမင်းပေးမှာအမြဲရှိနေပေးမယ်ကျမကတော့စမ်းသက်တဲ့အနေနဲ့စကားဆက်လိုက်ပါတယ်လက်ထပ်ပြီးတာနှစ်အတော်ကြာပြီဖြစ်ပေမဲ့ကျမတခါမှမိဘတွေစီပြန်မလဲဖြတ်တသေးဘူးမောင်နှမတွေရဲ့မင်္ဂလာကိစ္စတွေနဲ့ရှုပ်နေလို့ထင်ပါတယ်မောင်ရရင်နှစ်ယောက်တူတူနေရပြန်ပြီးမိဘတွေကိုသွားကန်တော့ကြမလားတခါတိုင်းသူကအမျိုးမျိုးအကြောင်းပြပြီးရှောင်ဖယ်နေတတ်တယ်စိတ်ထဲမှာမထင်မှတ်တဲ့စိုးရိမ်စိတ်တစ်ခုရုတ်တရက်ပေါ်လာတယ်ကျောင်းမိသားစုဟာလွန်ခဲ့တဲ့နှစ်တွေကရှာမိသားစုလိုမျိုးတစ်ခုခုဖြစ်သွားပြီလားမသိဘူးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်မှုတွေပဲကြံရှိတော့တယ်ငါကပျော့ပြောင်းတဲ့အတန်လေးနဲ့သူ့နာမည်ကိုခေါ်ပြီးဒီတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်ကြီးမင်းဘာလို့တခုမှမပြောတာလဲသူကရုတ်တရက်ငါပခုံးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးငါခန္ဓာကိုယ်ကိုမြဲမြဲရထားတယ်ပြီးတော့တက်ပြေးအရှိကြီးချလိုက်တယ်လန်လန်မင်းအစကဒဏ်ရာရပြီးရက်တော်ကြာသတိမိနေခဲ့တယ်တချို့အတိတ်ကကိစ္စတွေကိုငါမပြောဘဲနေခဲ့တာကအမှန်တရားကိုသိပြီးမင်းဝန်းနေသွားမှဆိုလို့ပါဒါပေမဲ့ဘလို့မှဖုံးကွယ်ထားလို့မရတော့ဘူးအဲ့ဒီတုန်းကမင်္ဂလာပွဲမှာမင်းကိုတွန်းချခဲ့တဲ့သူကအစေခံတယောက်ဖြစ်ပေမဲ့နောက်ွယ်ကကျိုးကင်သူကတော့မင်းရဲ့ညီမဖြစ်သူပါပဲသူမကမကျေနပ်နိုင်လို့ငါမင်းကိုလက်ထပ်တာကိုမလိုလားဘူးဒါကြောင့်မင်းကိုလူကုန်အလဲမှာအရှက်ရအောင်နောက်ွယ်ကနေကြံစီခဲ့တာဒီစကားတွေကငါစိတ်ကိုတုံလို့ကမောက်ကမဖြစ်စေတယ်ရွယ်ဖေးနဲ့ငါကမိခင်တူတွေကမွေးဖွားလာပြီးငယ်စဉ်ကလေးကအတူတူကြီးပြင်းလာခဲ့ကြတာနှစ်သက်တဲ့အရာမှန်သမျှအငြင်းတန်းတယောက်ကိုတယောက်အလျှော့ပေးခဲ့ကြတယ်သူမကစိတ်ရင်းဖြောင်ပြီးစိတ်ဆက်တက်ပေမဲ့နောက်ွယ်ကနေမကောင်းကြံစီတတ်တဲ့အောက်တန်းကြတဲ့လုပ်ရမျိုးကိုဆက်ဆုပ်ရွံရှာတတ်သူပါသူမဘလို့လုပ်ဖြစ်နိုင်မှာလဲငါကတိုးတိုးလေးရေရွတ်လိုက်မိတယ်သူကငါပခုံးနှစ်ဖက်ကိုကင်ပြီးရင်ခွင်ထဲကနေငါ့ကိုတဲတဲကြည့်စီတယ်မင်းလက်ခံရခက်လိမ့်မယ်ဆိုတာငါကြိုသိပါတယ်ဒါပေမဲ့ဒါကအမှန်တရားပဲငါဒီအမှန်တရားကိုရောက်ခမတွေကိုပြောပြခဲ့တယ်သူတို့ကသမီးဖြစ်သူကိုအပြစ်မပေးချင်ကြဘူးအဲ့ဒါကြောင့်မင်းရဲ့မျက်စိမမြင်ရတာကိုအကြောင်းပြပြီးအိမ်တွင်းရေးကိစ္စတွေကိုမစီမံနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရွယ်ဖေးကိုဇနီးကြီးအဖြစ်လက်ထပ်ဖို့အကြံပြုခဲ့ကြတယ်မင်းကိုတော့ဇနီးငယ်အဖြစ်နဲ့မတရားဆက်ဆံခဲ့ကြတယ်သူ့ရဲ့နှွေးထွေးတဲ့လက်ဖွားကငါကြောပြင်ကိုထိတွေ့နေပေမဲ့ငါနှလုံးသားကတော့အယိုးထဲထိအေးဆက်သွားခဲ့ရတယ်မျက်ရည်တွေကလည်းမထိန်နိုင်ပဲစီးကြလာတယ်အဖေနဲ့အမေကတကယ်ပဲအဲ့ဒီလောက်ထိရက်ဆက်တက်ကြတာလားငါဝမ်းနဲ့ပူဆွေးနေတာကိုမြင်တော့သူကတကယ်ပဲထိမှတ်သွားပုံရတယ်သူ့မျက်နှာအမူအရာပြေလျော့သွားပြီးလက်ကိုမြောက်ကငါမျက်ရည်တွေကိုတာတာယာယာတုပ်ပေးရင်ညင်ညင်တာတာနှစ်သိမ့်ရှာတယ်ဝမ်းနဲ့မနေပါနဲ့နောက်ဆိုငါမင်းသားမှာရှိနေပေးမှာပါနှွေးထွေးတဲ့စကားတန်တွေနားထဲဝင်လာပေမဲ့သူမသိအောင်ပြုံးလိုက်တဲ့သူ့ရဲ့နှက်ခမ်းထောင်ကိုငါထင်ရှားသတိပြုမိလိုက်တယ်အဖေနဲ့အမေကငါ့ကိုအမြဲတမ်းချစ်မြတ်နိုးခဲ့ကြတာသူတို့ရဲ့သမီးရင်းကိုစွန့်ပစ်ဖို့ဘလို့မှမဖြစ်နိုင်ဘူးဒီလူကတော့တအိုးလုံးလိန်ညာနေတာငါလုံးဝမယုံဘူးကျောင်းမိသားစုရဲ့ကြီးငယ်မရွေးတစ်ခုခုဘေးဒုက္ခကြုံတွေ့နေရပြီလို့တွေးမိလိုက်တာနဲ့မျက်ရည်တွေကတားမရပဲအဆက်မပြတ်စီးကြလာမိတယ်သူကတော့ငါ့ကိုဝမ်းနဲ့ပူဆွေးမှုတွေနဲ့နစ်မြုပ်နေတယ်လို့ပဲထင်ပြီးဘေးကနေစိတ်ရှည်လက်ရှည်နဲ့ညင်ညင်တာတာနှစ်သိမ့်ပေးနေရှာတယ်နောက်တစ်နေ့မျက်လုံးဖွင့်လိုက်တော့ဘေးနားကလူကစောစောစီးစီးကလေးကမရှိတော့ဘူးဆောင်းထဲမှာတော့သူ့ရဲ့နှွေးထွေးမှုတွေကြန့်ရှိနေသေးတယ်ဒီ3နှစ်အတွင်းမှာမောင်ကငါ့ကိုဖတ်ပြီးအိပ်ပျော်စေတတ်တာအမြဲတမ်းအလေးထားလို့ဖြစ်နေခဲ့တာအရင်ကမျက်စိမမြင်ရတဲ့အချိန်တုန်းကသူခွာသွားမှာကိုငါအမြဲတမ်းကြောက်လန့်ခဲ့မိတယ်ပြီးတော့စိတ်အေးချမ်းမှုရခဲ့ရတယ်ဒါပေမဲ့မနေ့ညကတညလုံးငါလုံးဝမလှုပ်ရှားနိုင်ခဲ့ဘူးတကယ်ပဲအသက်ရှူကျက်ပြီးအနေခက်လွန်းလို့မျက်စိတောင်လုံးဝမမိတ်နိုင်ခဲ့ဘူးငါကမောင်ထွက်သွားတဲ့အထိတမင်ဆောင်ပြီးမှထားလိုက်တယ်ထပြီးမျက်နှာတက်လိုက်တယ်မကြခင်မှာပဲရောက်လာခဲ့တယ်အခုတော့သူကငါရဲ့အခြေအနေမှန်ကိုသိရှိနိုင်ဖို့တခုလေးတော့မျှော်လင့်ချက်ဖြစ်နေပြီသူကပုံမှန်တိုင်းပဲငါသွေးခုန်တုံးကိုစမ်းတက်ပြီးအစိုက်ကူတာပေးတယ်အစေခံတွေဘေးနားမှာရှိနေတာကြောင့်မနေ့ညကလိုမျိုးငါလက်ဘဝပေါ်မှာစာရေးပြီးအချက်ပြဖို့သူအဆင်မပြေရှာဘူးငါစိတ်ထဲမှာသူ့စီကနေစကားနှိုက်ထုတ်ဖို့အလွန်လောနေမိတယ်ဒါပေမဲ့သူကတော့ထူးထူးခြားခြားတည်ငြိမ်နေပြီးငါ့ကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ဘူးအစိုက်ပြီးနောက်ကဘေးနားကအစေခံကိုတမင်တကာမှကြားခဲ့တယ်သခင်မလေးအေးမပတ်စေနဲ့သွေးလေလဲပတ်မှုကောင်းမှုအောင်အချိန်မှန်အစိုက်ကူတာပေးရမယ်အားရှိစေမဲ့အာဟာရဖြစ်စေမဲ့အရာအချို့ကိုကြွေးပေးပါဒါမှသခင်မလေးရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့အတွက်အကျိုးရှိလိမ့်မယ်ဆေးကိုအချိန်မှန်တိုက်ပေးရမယ်ပြောပြီးတာနဲ့ကအက်တွေကိုတင်ဆဲပြီးလှည့်ထွက်သွားတော့တာပဲငါ့ကိုမျိုးလုံးတစ်ချက်တောင်စောင့်မကြည့်သွားခဲ့ဘူးဒီတစ်ချိန်မှာတော့ငါ့ကိုထပ်မှန်ပြီးဝေဝေဝါးဝါမြူကိုတွေထဲဆွဲသွင်းလိုက်တယ်လို့ပါပဲငါအုံနောက်ထဲမှာမိဘလက္ခဏာတွေနဲ့ပြည့်နေနေပြီးအသက်တောင်ဝါမရှူနိုင်တော့ဘူးဘာလို့ကဒီနေ့တခုမှမပြောရတာလဲမနေ့ညကကြတော့သူကဘာလို့ဘာတမ်းမှမထွက်ပဲတိတ်တိတ်ဆိတ်ဆိတ်နေခဲ့တာလဲဒီနေ့တော့အခိုင်းအစေတယောက်ကိုဘာလို့စကားတွေအများကြီးပြောမိပါလိမ့်မဟုတ်သေးပါဘူးသူခုလေးတင်မှာကြားသွားတဲ့စကားတွေကိုတေချာပြန်စဉ်းစားကြည့်ရမယ်ဇူရှယ်ပြောသွားတဲ့အတုံးနှုံးတွေကတကယ်ပဲထူးဆန်းလွန်းနေတယ်ထက်ခါတလဲလဲစဉ်းစားနေမိပြီးတနေရာမှာအဆင်မပြေဖြစ်နေတယ်လို့ခံစားရတယ်အုံနောက်ထဲမှာထိုစကားစုအချို့ကိုထက်ခါတလဲလဲရွတ်ဆိုနေမိပြီးအဲ့ဒီထဲကထူးခြားတဲ့အတိတ်ပဲကိုရှာဖွေဖို့စူးစမ်းနေမိတယ်သခင်မလေးအေးမိအောင်မလုပ်ပါနဲ့အချိန်မှန်အဆိုင်ပြီးသွေးလေလဲပတ်အောင်လုပ်ပေးရမယ်သခင်မလေးရဲ့ကျမ်းမာရေးပြန်လဲကောင်းမွန်လာဖို့အတွက်သွေးနဲ့လေးကိုအားဖြည့်ပေးမယ့်အရာအချို့ကိုစားပေးတင်ပါတယ်ဆေးကိုတော့အချိန်မှန်တောက်ရပါမယ်။အော်တကယ်တော့ဇူရှယ်ကကျမကိုတကယ်သတိပေးချင်တာကဆေးမတောက်နဲ့ဆိုတာပဲဇူရှယ်ခြံထားခဲ့တဲ့အရေးအမြတ်ကိုနားလည်သွားတဲ့အချိန်မှာပဲအခိုင်းစေကအခုလေးတင်ကြိုးချက်ထားတဲ့ဆေးရည်ကိုတည်လာခဲ့တယ်။မင်းမောင်နေတဲ့ဆေးရည်ထဲမှာကျမရဲ့မျက်နှာကပေါ်လွင်နေပြီးပြောမပြတတ်တဲ့အေးဓာတ်တစ်ခုကပုံနောက်ထဲအထိတိုးဝင်သွားတယ်လို့ခံစားရတယ်။ရှေးကျူကနေတိုင်းအခိုင်းစေတွေကိုလာမေးပြီးကျမဆေးကိုအချိန်မှန်တောက်မတောက်စောင့်ကြည့်နေတာမဆန်းတော့ပါဘူးကျမနေတိုင်းဆေးတောက်နေပေမဲ့ဒီခန္ဓာကိုယ်ကဘာလို့ထူးခြားမလာတာလဲဆိုတာမဆန်းတော့ပါဘူးသခင်မလေးဆေးတောက်ရမယ့်အချိန်ရောက်ပါပြီအခိုင်းစေကဆေးရည်တစုံကိုခက်ယူပြီးကျမနှက်ခမ်းသားကိုကပ်ပေးလာတယ်သူတန်တရားမဝင်စေဖို့အတွက်ကျမပါဇက်ကိုဟာပြီးမျိုးချလိုက်တယ်တစုံချင်းစီတိုက်နေရင်ဆေးတွေကအေးကုန်လိမ့်မယ်နင်းဆေးပန်းကန်ကိုငါ့ကိုပဲပေးလိုက်ပါငါတကြိုက်တဲ့အကုန်တောက်လိုက်မယ်ဆေးအာနိတင်ရော့မသွားအောင်
တို့စကားပြောရင်းကျမလက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီးဆေးဘက်ကန်ကိုကျမလက်ထဲတိုက်ရိုက်ပေးဖို့အချက်ပြလိုက်တယ်သူလည်းအများကြီးမစင်စားပဲဆေးရည်တွေပြည့်နေတဲ့ဆေးဘက်ကန်ကိုကျမလက်ထဲတိုက်ရိုက်လွှဲပေးလိုက်တယ်နေငါအတွက်ချိုးချင်းအတီးချိုသွားယူပေးပါဘာဖြစ်လို့လဲမသိဘူးဒီနေ့ဆေးကတော်တော်ခါတယ်လို့ခံစားရတယ်ကောင်းပါပြီတခင်မလေးသူထွက်သွားတဲ့နောက်ကျောကိုကျမစိုက်ကြည့်နေမိပြီးဆေးဘက်ကန်ကိုကင်ထားတဲ့လက်ပွားထဲမှာလည်းချွေးဆေးတွေထွက်လာခဲ့တယ်ဒီ၃နှစ်အတွင်းမှာနေ့နဲ့ညကိုမခွဲခြားနိုင်ခဲ့ပေမဲ့ကျမရဲ့နားကတော့တော်တော်လေးပါလာခဲ့တယ်ခြေတံတွေဝေးသွားတာနဲ့တပြိုင်နက်ကျမဆေးရည်တွေကိုအခန်းထဲကပန်းအိုးချိုတွေကိုခိုးပြီးလောင်းထည့်လိုက်တယ်နောက်ဆုံးဆေးရည်တစ်စက်ကိုမြေကြီးထဲလောင်းထည့်ပြီးတာနဲ့အပြင်ဘက်ကနေလောခြေတံတွေကြားလိုက်ရတယ်ကြားလိုက်တာနဲ့ဒါရှေးကျူလာတာဆိုတာကျမချက်ချင်းသိလိုက်တယ်အရင်တုန်းကတော့သူကကျမရဲ့အဆုံးမရှိတဲ့မှောင်မိုက်တဲ့ညတွေကတခုလေးတော့မျောလင်းချက်လို့အမြဲထင်ခဲ့မိတာသူလျှောက်လာတဲ့ခြေတံကိုကြားရတိုင်းကျွန်းမစိတ်ထဲမှာအယမ်းပျော်ရွှင်ခဲ့ရတယ်ဒါပေမဲ့အခုတော့ဒီခြေတံကလေဘင်းမှာဆိုင်းထားတဲ့ဓာတ်သွားတစ်ခုလိုပဲနည်းနည်းလေးတတိလက်လွတ်ဖြစ်သွားတာနဲ့ကျမအသက်ဆုံးရှုံးသွားနိုင်တယ်တကားပွင့်သွားတဲ့အချိန်မှာပဲကျမဆေးပန်းကန်အလုပ်ကိုစပွဲပေါ်ကိုအားနဲ့ချလိုက်တယ်ရှေးကျူခန်းထဲကိုလှမ်းဝင်လာတာနဲ့ကျမစပွဲပေါ်ကပကံကိုစန္ဒဝါဝါနဲ့ကင်နေတာကိုသူမြင်သွားတယ်ပကံကိုတေးသေးချာချာချထားရဲ့လားလို့စစ်ဆေးနေတယ်လို့မျိုးပေါ့သူခြေလန်းနေငယ်နဲ့အမြန်လျှောက်လာပြီးကျမလက်ထဲကပကံကိုလူယူလိုက်တယ်ဘာလို့နင်းတယောက်တည်းဒီမှာရှိနေတာလဲရှက်မှုပဲသွားတာလဲရှမှုကချိုးချင်းတီးသွားယူတဲ့အခိုင်းစေပါကျမရှေးအိမ်တော်ကိုရောက်လာပြီးကလေးကရှေးကျူကကျမကိုစောင့်ရှောက်ဖို့အတွက်တီးတန့်လွှတ်ထားပေးတဲ့လူလည်းဖြစ်တယ်ကျမသူ့လက်ကိုပြန်ဆုပ်ကင်လိုက်ပြီးပြုံးလျက်နဲ့ပြောလိုက်တယ်ဈေးကအရန်ခါလွန်းလို့သူ့ကိုချိုးချင်းအတီးသွားယူခိုင်းလိုက်တာဈေးတောက်တဲ့ကိစ္စကတော့ကျမဘာသာကျမလုပ်လို့ရပါတယ်ရှေးကျူကစိုးရိမ်တကြီးနဲ့ကျမရဲ့ပါးကိုနမ်းလိုက်တယ်နင်းတယောက်တည်းဆေးပန်းကန်ကိုဘလို့ကိုင်နိုင်မှာလဲကျမကမျက်စိမမြင်ရတာပါဒါပေမဲ့လက်နှစ်ဖက်စလုံးကဒုက္ခိတဖြစ်နေတာမဟုတ်ပါဘူးပြီးတော့လေတစွန်းချင်းစီဖြည်းဖြည်းချင်းတောက်နေရင်ဆေးတွေအေးကုန်လိမ့်မယ်ဆေးအာနီတင်လေတဝက်မကရော့သွားလိမ့်မယ်ဒီဆေးကိုကျမတောက်လာတာ3နှစ်တောင်ရှိပြီဒါပေမဲ့မျက်လုံးနှစ်ဖက်စလုံးကနည်းနည်းလေးတောင်တက်တာလာတဲ့အရေးမြတ်မရှိဘူးဖြစ်နိုင်တာကတော့ပုံမှန်တောက်တာအရန်နှီးလွန်းလို့ဆေးအာနီတင်တော်တော်လေးရော့သွားတာကြောင့်ဖြစ်လိမ့်မယ်ကျမအခွင့်ကောင်းယူပြီးသူ့ရင်ခွင်ထဲကိုတိုးဝင်လိုက်ပြီးစိတ်မကောင်းဖြစ်ကဝမ်းနေနေတဲ့ပုံစံမျိုးဟန်ဆောင်လိုက်တယ်တကယ်တော့သူ့ရဲ့ဝတ်စုံပေါ်ကပန်းထိုးပုံစံကိုအခွင့်ကောင်းယူပြီးကြည့်ကျင်လို့ပါအခုကျမရှိကရှေးကျူတူရဲ့ခန္ဓာကိုယ်ပေါ်မှာဝတ်ထားတာကရှေးကျူရဲ့ဝတ်စုံမဟုတ်ဘူးဒါကမင်းဆိုးရစားတွေပဲဝတ်ဆင်ခွင့်ရှိတဲ့ခရမ်းရောင်ဝတ်စုံဖြစ်နေတယ်အခုလက်ရှိဘရင်ကြီးမှာသားတော်9ပါးရှိတယ်ကျမဖေကတော့ဘယ်သူနဲ့မှမပတ်သက်ပဲတယောက်တည်းနေတတ်တဲ့သူမို့လို့နန်းတွေရေးတွေမှာလည်းဝင်မရှုပ်ချင်ဘူးဒါကြောင့်လေကျမကဒီမင်းသားတွေအကြောင်းကိုဘာမှမသိခဲ့တာပါကျမရှေးကျူရဲ့ရင်ခွင်ထဲမှာမိတွေ့ရင်စိုးရိမ်တကြီးနဲ့ခုန်နေတဲ့သူ့ရဲ့နှလုံးခုန်တန်တွေကိုနားထောင်နေမိတယ်တကယ်တော့ကျမမျက်လုံးတွေကန်းသွားရတာကသူ့ကြောင့်ဖြစ်လိမ့်မယ်ကျမတို့မင်္ဂလာဆောင်တဲ့နေ့ကခြေချော်လဲသွားတာကလည်းသူကိုယ်တိုင်စီစဉ်ထားခဲ့တာနေမှာပါဒါဆိုကျမရဲ့အဖေနဲ့အမေပြီးတော့ရွေးဖေးကောသူတို့ရောတခုခုဖြစ်သွားကြပြီလားဒါမှမဟုတ်သူတို့ကကျမရှေးအိမ်တော်ကလူတွေနဲ့အတူတေဆုံးသွားပြီလို့ထင်နေကြတာလားကျမရှေးကဒီမင်းသားကတကယ်ပဲအာနာကြီးတဲ့လူတစ်ယောက်ဖြစ်ရမယ်မဟုတ်ရင်ဒီနေရာမှာကျမကို3နှစ်တောင်ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးကျမအမှန်တရားကိုသိကျင်နေဆိုရင်သူ့ရဲ့လူတွေမျက်စိအောက်ကနေလွတ်အောင်ပြေးရမယ်ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်တုန်းကရှေးကျူကကျမမျက်စိမမြင်ရလို့ဆိုပြီးလူအများကြီးကိုဒီ channel မှာထားပြီးကျမကိုပြုစုခိုင်းခဲ့တယ်ဒါကကျမကိုဂယုစိုက်တယ်လို့မျိုးပြုလုပ်ထားတာဖြစ်ပေမဲ့တကယ်တော့ကျမကိုစောင့်ကြည့်ဖို့အတွက်စီစဉ်ထားတာပါသူဖန်တီးထားတဲ့လိန်ညာမှုတွေထဲမှာကျမကိုပိတ်လောင်ထားဖို့အတွက်ပေါ့ဒီအရာတွေကတကယ်ပဲခက်ခဲလွန်းတယ်လို့တွေးနေမိတဲ့အချိန်မှာပဲတနေ့ညတကောင်ရံမှာရှေးကျူကကျမကိုဖတ်ထားတဲ့သူ့ရဲ့လက်မောင်းကိုဖြေလျှော့ပြီးကရင်ပေါ်ကနေဆင်းသွားခဲ့တယ်တကားပိတ်သွားတဲ့အတန်ကိုကြားလိုက်ရတော့ကျမချက်ချင်းပဲထိုင်လိုက်မိတယ်ကျမလည်းအတန်မထွက်အောင်ခြေပွားပွားလေးလျှောက်ပြီးတကားကိုဖွင့်ကြည့်လိုက်တယ်ခြံထဲမှာတကယ်ပဲဘယ်သူမှမရှိဘူးကျမတယောက်တည်းပဲရှိတော့တယ်လေပြင်းတွေကမြင့်တွေကိုတိုက်ခတ်နေပြီးလှုပ်ခါနေစေတယ်အပြင်ဘက်မှာမှောင်မဲနေပြီးတခုခုကဝမ်းမျိုးတော့မလို့ခံစားရတယ်ဒီအိမ်တော်ကြီးကတကယ်ပဲကျယ်ဝန်းလွန်းတယ်လူတွေနဲ့မတွေ့မိအောင်ကျမမှောင်နေတဲ့နေရာတွေကိုရွေးပြီးရှောက်လာခဲ့တယ်ဒီလိုနဲ့ရှောက်လာရင်ဥယျာဉ်ထဲကိုရောက်လာခဲ့တယ်မလန်းမကန်းကနေခြေတန်းအချို့ကြားလိုက်ရတယ်တေချာနားဆင်းကြည့်လိုက်တော့အမျိုးသမီး2ယောက်စကားပြောနေတဲ့အတန်ကိုကြားရတယ်နင်ကြားပြီးပြီလားဥယျာဉ်ထဲကအခိုင်းစေတွေအားလုံးကိုအပြင်ကိုခေါ်ထုတ်သွားပြီတဲ့ငါအခုလေးတင်အဲ့ဒီနားကထက်လာတာသူတို့အပြစ်ပေးခံနေရတဲ့အတန်တွေကြားရလို့ငါတောင်တုံလုံးမိတယ်တိုးတိုးပြောပါဥယျာဉ်ထဲမှာပုံနေတာကမင်းသားရဲ့အချစ်ဆုံးလူဆိုတာဘယ်သူမှမသိကြဘူးကြားရတာတော့အဲ့ဒီအခိုင်းစေကတခင်မလေးကိုကိုယ်တိုင်ဆေးတောက်ခိုင်းပြီလို့မင်းသားကစိတ်ဆိုးပြီးအပြစ်ပေးနေတာတဲ့ဒါကတခြားလူတွေကိုတတိပေးတဲ့အနေနဲ့လုပ်နေတာဖြစ်ရမယ်ကျမကြားလိုက်ရတော့ရင်ထဲမှာထိတ်လန့်သွားမိတယ်ဒါတွေအားလုံးကကျမကြောင့်ရှက်မှုဒုက္ခရောက်ရတာပဲကျမကိုပြစ်တင်လို့မဆုံးသေးခင်မှာပဲသူတို့ထပ်ပြီးစကားပြောတာကိုကြားလိုက်ရပြန်တယ်ဒါဆိုမင်းသားကတော့ရဲ့အခြေအနေကဘယ်လိုဖြစ်လာမလဲအိမ်တော်ကိုရောက်လာတာ2နှစ်ရှိပြီဖြစ်ပေမဲ့လစ်လူရှူချင်းခံထားရတယ်ပြီးတော့ကြားရတာတော့မင်းသားကတော့ရဲ့ရုပ်ရည်ကဥယျာဉ်ထဲကတခင်မလေးနဲ့ဆင်တူတဲ့နင်းစဉ်းစားကြည့်လေမင်းသားကဘာလို့ဥယျာဉ်ထဲကလူကိုပဲပို့ပြီးဂရုစိုက်နေရတာလဲမင်းသားရဲ့စိတ်ကိုငါတို့လိုလူတွေကဘယ်လိုလောက်ခံမှန်းနိုင်မှာလဲဒီမင်းသားကတော့ကလည်းမင်းသားကအာနာအတွက်နဲ့ကြောက်အိမ်တော်ကသမီးပြိုကိုလက်ထပ်ထားခဲ့တာလေပြောရမယ်ဆိုရင်တော့သူကတခြားလူတွေရဲ့အရေးအောက်မှာနေရတာပဲဒါပေမဲ့ငါကြားတာတော့ဥယျာဉ်ထဲကတခင်မလေးနဲ့မင်းသားကတော့ကညီမအရင်တွေဖြစ်ကြတယ်တဲ့ညီမအရင်တွေဆိုတဲ့စကားလုံးကကျမရဲ့အုံနောက်ထဲကိုရိုက်ခတ်သွားတယ်လို့ခံစားရတယ်သူတို့ပြောနေတဲ့မင်းသားကတော့ဆိုတာတကယ်ပဲရွေပေးဖြစ်နေတာလားရုတ်တရက်ရိုက်လိုက်တဲ့ပါရိုက်တန်ကဥယျာဉ်ရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်နင်တို့လိုအောက်ခြေလူတွေကမင်းသားကတော့အကြောင်းကိုကြွယ်ရမှာအတင်းပြောရဲတယ်ပေါ့အမျိုးသမီးတယောက်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပြီးအခိုင်းစေ2ယောက်လုံးအတနာခံနေကြတယ်မင်းသားကတော့ဆိုတာကတော့ရှေးကျူအတူရဲ့ဇနီးစစ်ပေါ့ခုနတင်ကအခိုင်းစေတွေရဲ့စကားဝိုင်းကြောင့်ဒီမင်းသားကတော့အပေါ်ကျမရဲ့စိတ်ဝင်စားမှုကပိုပြီးတော့မြင့်တက်လာခဲ့တယ်ပိုပြီးအရေးကြီးတာကသူမကတကယ်ပဲရွေပေးဟုတ်မဟုတ်ဆိုတာကိုကျမအတည်ပြုချင်တာပါကျမကြောက်ဆောင်သူနောက်ကနေခေါင်းလေးပြူပြီးချောင်းကြည့်လိုက်တဲ့အခါလူအုပ်ကြားထဲမှာမတက်ရက်နေတဲ့ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်ဝစားစင်ရင်မှုကအလွန်တရာခမ်းနားထဲဝါလှပြီးတကယ်ကိုနန်းတွင်မင်းသားကတော့တယောက်ရဲ့အရှိန်အဝါမျိုးပဲရုပ်ရည်ကတော့အရင်တိုင်းဖြစ်နေပေမဲ့အခုမြင်နေရတဲ့ရွာဒီဖေးကအလှပကိုမမှန်မောပဲနှံရေးကကိုပဲဝါသနာပါခဲ့တဲ့ကျမရဲ့ညီမလေးနဲ့လုံးဝကိုမတူတော့တာပါဘာလို့ဒီလိုတွေပြောင်းလဲသွားရတာလဲကျမအဖေကအာနာလူပွဲတွေနေရာလူပွဲတွေကိုအမြဲတမ်းမုန်းတီးခဲ့တဲ့သူပါအရင်တုန်းကဆိုရင်တေရင်တောင်မှသူ့ရဲ့သမီးတွေကိုနန်းတွင်ထဲကိုပေးစားမဲ့သူမဟုတ်ဘူးဒါအပြင်ရွေဖေးစိတ်ထဲမှာတကယ်နှစ်သက်မြတ်နိုးခဲ့တဲ့သူကလည်းတခြားတစ်ယောက်ဖြစ်နေတာကိုမိမိရဲ့အမျိုးသားကနေတိုင်းတခြားမျိုးသမီးတစ်ယောက်ရဲ့ဘေးနားမှာအချိန်ကုန်ဆုံးနေတာကိုမြင်နေရရင်တာမန်လူတစ်ယောက်တည်းဆိုရင်လည်းပဲ
လုံးဝတီးခံနိုင်မှာမဟုတ်ဘူးဒါဆိုရွေးပေးကဘာလို့တီးခံနိုင်နေရတာလဲဒါမှမဟုတ်ဒီကိစ္စတွေမှာသူလဲပါဝင်ပတ်သက်နေတာလားကြည့်ရတာနင်တို့အိမ်တော်ထဲမှာအလုပ်လုပ်ရတာကတိတ်ပြီးတော့တက်တောင့်တက်တာဖြစ်နေပုံရတယ်ဒါကြောင့်လဲအားရနဲ့ရှောက်ပြီးအတင်းပြောနိုင်နေကြတာပေါ့ရွေးပေးကထိုအခိုင်းစီမလေးရဲ့ရှေ့ကိုရှောက်လာပြီးအထက်စီးကနေကြည့်ကဒေါသတကြီးနဲ့မေးမြန်းလိုက်တယ်နင်ကငါ့ကိုအတူရောင်လုပ်နေတယ်လို့ထင်နေတာလားသူမကမျက်ခုံးပင်ပြီးမေးလိုက်တဲ့အချိန်မှာပဲအေးဆက်လာတဲ့လာရောင်ကသူမမျက်ဝန်းထဲကလူသက်ချင်စိတ်တွေကိုပို့ပြီးတော့ထင်ရှားစေခဲ့တယ်အစီကံမလေးကလည်းအပြစ်ရှိကြောင်းသိပါတယ်မင်းသားကတော့အသက်ချမ်းသာပေးပါလို့ငိုယိုပြီးတောင်းပန်နေရှာတယ်အဲ့ဒီအစီကံမလေးကငိုလုံးလို့အသက်ရှူရတာတောင်ခက်ခဲနေတဲ့အချိန်မှာပဲရွေးပေးကသူမရဲ့လက်ကိုလှုပ်လိုက်တော့အစီကံမလေးကကျမ်းပြင်ပေါ်ကိုတန်းပြီးလဲကျသွားခဲ့တယ်ရွေးပေးကသူတို့ကိုစိုက်ကြည့်ပြီးအေးဆက်ဆက်နဲ့အမိန်ပေးလိုက်တဲ့စကားများတဲ့အတွက်ပါကိုအချက်20ရိုက်ပြီးရင်ချင်းခွေတဲ့အခန်းမှာ3လတိတိအလုပ်ကျန်းလုပ်စီနောက်တစ်ချိန်ထပ်ပြီးစကားများအားတာကိုကြားရရင်တော့အိမ်တော်ကနေတိုက်ရိုက်ထုတ်ပြမယ်ဒီလိုနဲ့ဝေးရာကနေငိုယိုပြီးအော်ဟစ်တန်တွေပဲကြံရှိတော့တယ်အခုလက်ရှိမင်းသားကတော့ဖြစ်နေတဲ့ရွှေပေးကကျမတီးခဲ့တဲ့ညီမလေးနဲ့ရှင်ရင်လုံးဝကိုတခြားလူတယောက်လိုပြောင်းလဲသွားခဲ့ပြီးတယောက်ပြောခဲ့တာကိုကျမသတိရမိတယ်ရှေးကျူကလွန်ခဲ့တဲ့နှစ်တွေတုန်းကတစုံတယောက်ရဲ့အစိတ်ခတ်ခြင်းကိုခံခဲ့ရလို့အတန်ပလန်တွေမထွက်နိုင်တော့ဘူးဆိုတာကိုပေါ့ဒါကိုတွေးမိရင်းနဲ့ကျမကြောပြင်တစ်ခုလုံးချွေးစေးတွေပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲရွှေပေးရဲ့အကြဒီတွေကကျမရှိတဲ့ဘက်စီကိုဝေးပြီးရောက်လာခဲ့တယ်ကျမလည်းပုံးကွယ်ဖို့အတွက်ကြောက်ဆောင်တူနောက်ကိုချက်ချင်းပဲဆုပ်လိုက်မိတယ်ဒါပေမဲ့စိတ်လှုပ်ရှားသွားတဲ့အတွက်အတန်ထွက်သွားခဲ့မိတယ်ဘသူလဲအထဲမှာပုံနေတာချက်ချင်းထွက်လာခဲ့စကားလေးပြောရင်ကျမရှိတဲ့ဘက်စီကိုရှောက်လန်းလာခဲ့တယ်နားလေးကိုဝင်ရောက်လာတဲ့ခြေတံတွေကပို့ပြီးတော့ကျဲလောင်လာခဲ့တယ်ကျမရဲ့စိတ်ထဲမှာတော့အတိညံမဲ့တဲ့ရင်ကောင်းတကောင်လိုဘာလို့ရမှန်းမသိပဲရောင်ချာဖြစ်နေမိတယ်အခုလိုအခြေအနေမျိုးမှာတော့ရွေးဖေးရဲ့ရှေ့မာမျက်စိမမြင်တဲ့လူလိုပဲဆက်ပြီးဟန်ဆောင်နေရတော့မယ်လမ်းမပြီးဒီနေရာကိုရောက်လာခဲ့တယ်လို့မျိုးပေါ့ကျမလည်းကြောက်ဆောင်တူကိုကင်ပြီးတော့ဖြည်းဖြည်းချင်းအပြင်ကိုထွက်လာခဲ့တယ်လက်နှစ်ဖက်ကိုလည်းလေထဲမှာစံတဝါးဝါနဲ့ရှာဖွေနေမိတယ်ရွေးဖေးကကျမရဲ့ရုပ်ရည်ကိုတေချာမြင်လိုက်ရတဲ့အချိန်မှာတော့သူမရဲ့မျက်ဝန်းတွေကပြူးကျဲသွားခဲ့ရတယ်ထိတ်လန့်တုန်လှုပ်နေတဲ့မျက်နှာနဲ့ကျမရဲ့အနာကိုအပြေးလွှားရောက်လာပြီးကျမကိုတွန်းထုတ်လိုက်တယ်ကျမလည်းခြေလမ်းနှင်းငယ်နောက်ကိုဆုပ်မိပြီးလဲကြတော့မဲအချိန်မှာပဲတန်မာတဲ့ရင်ခွင်တစ်ခုတည်းကိုမိတွဲမိသွားခဲ့တယ်ချက်ချင်းဆိုသလိုပဲတန်မာတဲ့လက်မောင်းတစ်ဖက်ကကျမကိုဖက်တွဲပေးထားခဲ့တယ်ရက်တူကြီးကအခြေအနေကိုမြင်လိုက်ရတော့ချက်ချင်းပဲရှေ့ကိုရှောက်လာပြီးကျမကိုသူ့ရဲ့နောက်ွယ်မှာကာကွယ်ပေးလိုက်တယ်ပြီးတော့ရွှေဖေးကိုဒေါသကြီးနဲ့အော်ဟစ်လိုက်တယ်ရဲတင်းလာကြီးလားဘသူကနင့်ကိုတက်တီတွေပေးပြီးတော့သူမကိုထိခိုက်အောင်လုပ်ခိုင်းတာလဲရက်တူကြီးမင်းကဘာလို့ငါ့ကိုဒီလိုမျိုးစော်ကားရတာလဲရက်တူကြီးတကယ်တော့သူ့ရဲ့နာမည်အရင်းကရက်တူကြီးဖြစ်နေတာပဲစကားလေးပြောပြီးတော့ရက်တူကြီးကမျက်နှာပြတ်သွားပြီးရွှေဖေးကိုတွန်းထုတ်လိုက်ရာသူမကကြောက်ဆောင်တူနဲ့စောင့်မိသွားခဲ့တယ်နောက်တစ်ချိန်ထပ်ပြီးစကားတွေရှောက်ပြောရဲအောင်မယ်ဆိုရင်နင့်ကိုဒီချန်ထဲမှာပဲပိတ်လောင်ထားပြီးဘယ်တော့မှအပြင်ကိုပေးမထွက်တော့ဘူးမကြခင်မှာပဲရွှေဖေးရဲ့ငိုယိုပြီးအော်ဟစ်တန်တွေကတဖြည်းဖြည်းနဲ့တိုးဖြော့သွားခဲ့တယ်ဘေးနာကအခိုင်းစီတွေကရှေ့ကိုတိုးပြီးဖြောင်းဖြချင်ကြပေမဲ့အားလုံးကရက်တူကြီးကိုအလွန်အမင်းကြောက်ရွံ့နေကြတယ်အာကျူးနေပဲမှလည်းကျမကကြောက်ရွံ့နေတဲ့ပုံစံနဲ့ဟန်ဆောင်ပြီးလက်နှစ်ဖက်ကိုဆန်တန်းကသူ့ရဲ့ပုံရိပ်ကိုလိုက်လံရှာဖွေနေမိတယ်ရက်တူကြီးကအဲ့ဒီတော့မှလက်ကိုလှုပ်လိုက်ပြီးကျမစီကိုရှောက်လာခဲ့တဲ့ခြေတံတွေကညင်သာသွားပြီးခုနတင်ကလူတွေကိုချင်းချောက်နေတဲ့အရှိန်ဝါမျိုးလုံးဝမရှိတော့ဘူးဇနီးဒီကိုဒီမှာရှိနေတယ်သူ့ရဲ့လက်ကကျမကိုထိမိလိုက်တဲ့အဲ့ဒီစက္ကန့်ပိုင်းလေးမှာပဲလက်ချောင်းလေးတွေကကျမရဲ့ခန္ဓာကိုယ်ပေါ်မှာအလျင်မြန်ပဲတစ်ခုခုကိုရေးချသွားသလိုခံစားလိုက်ရတယ်ခန္ဓာကိုယ်ပေါ်မှာမြန်ဆန်လာတဲ့ဓာတ်ချက်တစ်ချက်ခံလိုက်ရပြီးတဲ့နောက်အိမ်မောကြစီတဲ့အရာကအုံနောက်ထဲကိုချက်ချင်းရောက်ရှိလာခဲ့တယ်ကျမမတောင်းခံနိုင်တော့ပဲချက်ချင်းပဲသတိလေးမေ့မျောသွားခဲ့ရတယ်သတိလုံးဝမလစ်မျောသွားခင်မှာပဲလန်ရဲ့ရှေ့မှာကျွန်တော်ကအမြဲတမ်းရှိကြမှာပဲနောက်တစ်ခါနာမည်မခေါ်ရဲဦးမလားနာမည်ထပ်မခေါ်ရင်မင်းရဲ့ဝန်ဖေးဆိုတဲ့အခွင့်အရေးကိုဖျက်သိမ်းပြီးတာမန်လူတစ်ယောက်ဖြစ်အောင်လုပ်ဖြစ်မယ်လို့ပြောတန်ကိုကြားလိုက်ရတယ်တဖန်ပြန်လဲမျက်လုံးပွင့်လာတဲ့အချိန်မှာတော့ရှောက်ကြကတင်ဘေးမှာစောင့်ကြုံနေခဲ့တယ်သူကကျမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးမျက်နှာတစ်ခုလုံးနဲ့စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေနေတယ်အာချူမင်းလားလို့ကျမမေးလိုက်တယ်ကျမကကိုတင်မျက်နှာချက်ကိုမျက်ဝန်းတွေအတိတ်ပဲမဲ့စွာစိုက်ကြည့်နေမိတယ်မိမကျွန်တော်ရှိနေပါတယ်လို့သူကပြန်ပြောတယ်ခုနကယူသွနေတဲ့မိမကဘာတူလဲလို့ကျမမေးလိုက်ရင်ရိုက်နှက်ချင်းခံထားရတဲ့ဘဲဘက်ပါပြင်ကိုမတိစိတ်အရလက်နဲ့လှမ်းကင်ကြည့်မိတယ်ပါပြင်ကမယောင်တော့တယ်လို့မနာကျင်တော့တာကိုတွေးလိုက်ရတယ်ကြည့်ရတာကျမတော်တော်ကြာအိပ်ပျော်သွားခဲ့ပုံပဲရှော့ကြီးရဲ့မျက်ဝန်းတွေကချက်ချင်းပဲသတိကြီးစွာထားရှိတဲ့အရေးအယောင်တွေဖြစ်ပေါ်လာပေမဲ့ပါဇက်ကတော့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးအဲ့ဒါကကျွန်တော်အဖေရှင်ကမွေးထားတဲ့မယားငယ်လေးပါသူကစိတ်ဓာတ်ဝေဒနာခံစားနေရတာကြာပြီးမင်းညကဘလို့ဖြစ်ပြီးအပြင်ကိုရှောက်သွားမိလဲမသိဘူးဒဏ်ရာလဲရသွားသေးတယ်လို့ပြောရင်ကျမရဲ့ပပြင်ကိုသူ့ရဲ့နှွေးထွေးတဲ့လက်ဖွားနဲ့လာရောက်ထိတွေ့ခဲ့တယ်ဒါပေမဲ့အဲ့ဒီလောက်ရက်ကကျမရဲ့ကြောပြင်တစ်ခုလုံးချက်တီးမွေးညင်းတော့ထပ်သွားစေခဲ့တယ်မိမနာနေသေးလားလို့သူကမေးတယ်ကျမကခေါင်းရမ်းပြလိုက်ပြီးရည်ရွယ်ချက်ရှိရှိနဲ့စမ်းသပ်မေးမြန်းလိုက်တယ်ဒါပေမဲ့သူအော်ဟစ်နေတဲ့ပါဇက်ကနေရှော့ကိုကြီးဆိုတဲ့နာမည်ကိုကျမရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ရှေ့ကိုဆိုတာလက်ရှိတော်ဝင်မိသားစုရဲ့မျိုးရိုးအမည်မဟုတ်ဘူးလားလန်လန်မင်းကြားမှားတာဖြစ်ရမယ်လို့သူကဆိုတယ်ကျမတကယ်ရှင်းရှင်းလင်းလင်းကြားခဲ့တာသူအော်ခဲ့တာကရှီကျန့်ပါလို့ကျမပြန်ပြောတော့အဲ့ဒါကကျွန်တော်အဖေရဲ့နာမည်ပဲလေလို့သူကတိုးတိုးလေးပြောလိုက်တယ်ကိုကြီးရဲ့မျက်ဝန်းတွေထဲမှာရက်ဆက်တဲ့အရေးအယောင်တွေဖြစ်ပြေးသွားပြီးလန်လန်မင်းကျွန်တော်ကိုတန်တရားဝင်နေတာလားလို့ထပ်မေးတယ်ကျမသာတကယ်မျက်စိကွယ်နေခဲ့ရင်ရှော့ကိုကြီးကကျမကိုနောက်ပြောင်နေတာလို့ထင်မိမှသိကြတယ်ဒါပေမဲ့အခုလက်ရှိမှာတော့ရှော့ကိုကြီးရဲ့မျက်ဝန်းနှစ်ခုစလုံးကဒေါသတကြီးစိုက်ကြည့်နေပြီးကျမရဲ့စိတ်ထဲမှာဘာတွေတွေးတောနေလဲဆိုတာကိုအတက်နိုင်ဆုံးထိုးပေါက်သိမြင်ချင်နေပုံရတယ်အခုအချိန်မှာရှော့ကိုကြီးကိုတန်တရားစိတ်လုံးဝဝင်ခွင့်မပေးနိုင်ဘူးကျမကတက်ပြင်းကျဲကြီးချလိုက်ပြီးစိတ်ပြတအားငယ်နေတဲ့ပုံစံမျိုးဟန်ဆောင်ကခေါင်းရမ်းလိုက်တယ်ကျမရဲ့ခန္ဓာကိုယ်ကမကြသေးခင်ကစပြီးတဖြည်းဖြည်းနဲ့ပုံမအားနေလာတယ်ထင်တယ်နားတွေတောင်တိတ်မကောင်းတော့ဘူးလို့ကျမပြောလိုက်တယ်ပြောရရင်လေထူးဆန်းတယ်ကျမဒီဆေးကိုစတင်တောက်သုံးကလေးကခန္ဓာကိုယ်ကတရက်ထက်တရက်ပုံမအားနေလာပြီးတစ်နေ့လုံးအိတ်ချင်မှုတို့ဖြစ်နေကအများတန်းလဲအကြအာယုံတွေမှားယွင်းနေတတ်တယ်ပြီးခဲ့တဲ့အချိန်ကဆေးတစ်ချိန်မတောက်ပဲကြံခဲ့တာချက်ချင်းပဲလူတစ်ကိုယ်လုံးစိတ်ရှင်လန်းအားပြေးလာတယ်လို့ခံစားရတယ်ဒါတွေအားလုံးကရှာကိုကြီးနောက်ွယ်ကနေလှုပ်ဆောင်နေတဲ့လှည့်ကွက်တွေဖြစ်ရမယ်မဟုတ်ရင်လွန်ခဲ့တဲ့3နှစ်အတွင်းမှာသူရှာကိုကြီးအဖြစ်ဟန်ဆောင်ထားတဲ့လှည့်ကွက်တွေကိုဖော်ထုတ်ဖို့ကျမမှာအခွင့်အရေးတွေအများကြီးရှိခဲ့တာပေါ့တနေ့လုံးစိတ်မအီမသာဖြစ်နေရတဲ့အတွက်အိမ်ဝင်းတကားကနေအပြင်ကိုထွက်ခဲလာတယ်ဒါကြောင့်အခြားကိစ္စတွေကိုစုံစမ်းစစ်ဆေးဖို့စိတ်ကူးမရှိခဲ့တာမိမဘာလို့အဲ့ဒီလိုစိတ်တက်ကြစရာစကားတွေပြောနေရတာလဲဆရာဝန်ကြီးကျူးလန်ကလည်းမင်းရဲ့ခန္ဓာကိုယ်ကအများကြီးပြန်လဲကောင်းမွန်လာပြီလို့ပြဟောထားတယ်လေပြီးတော့မင်းကကောင်းမှဒဏ်ရာရထားတာဆိုတော့အသက်ရှင်ခွင့်ရတာတင်ပဲကံကောင်းပါပြီလို့သူကပြောတယ်သူကအရင်ကလိုပဲဒေသန်အေးအေးလေးနဲ့ကျမကိုချုံမြူနေတော့ပဲဒါပေမဲ့အခုအချိန်မှာသူ့ပါဇက်ကနေထွက်လာတဲ့စကားလုံးတိုင်းကကျမကိုတုံ့နှုတ်ချောက်ချစေုံကလွဲလို့ဘာမှမတတ်နိုင်ဘူးကျမကနာခံတဲ့ပုံစံမျိုးနဲ့ကောင်းကြီးပြလိုက်ပြီးသူ့ရဲ့ရင်ခွင်ထဲကိုအသာအရာမိတွေ့လိုက်ရင်အာချူမင်းနဲ့လက်ထပ်ခွင့်ရတာကျမရဲ့ကံကောင်းခြင်းပါပဲလို့ပြောလိုက်တယ်သူစကားပြန်ပြောတာကိုမဆောင်ပဲကျမကချက်ချင်းထမှန်အော်ဟစ်လိုက်တယ်ရှာချူကျမနည်းနည်းရေငက်လို့မြန်လေးရေနွေးနွေးတစ်ခွက်ဖြော်ပေးပါအောင်ရှော့ကိုကြီးရဲ့ခန္ဓာကိုယ်ကမတဘာဝကျစွာတောင့်တင်းသွားခဲ့တယ်လန်လန်မင်းသတိလေးမိမျောနေတဲ့အချိန်တွင်းမှာရှာချူကအလုပ်လုပ်တာမသေးချာမရေရလို့မင်းကိုအေးမိလူနီးပါဖြစ်စေခဲ့တယ်ဒါကြောင့်ကျွန်တော်သူ့ကိုအိမ်ကနေမောင်းထုတ်ပစ်လိုက်ပြီးအခုမင်းကိုအနီးကပ်ပြုစုဆောက်ရှောက်ဖို့အစီကံအစ်စ်3ချွန်ကိုပြောင်းလဲပေးထားတယ်လို့သူကဆိုတယ်ပေါ်ပါလာတဲ့စကားတခွန်းနဲ့တင်သူအစီကံကိုအပြစ်
ပေးတဲ့ကိစ္စကိုရှင်းရှင်းလင်းလင်းဖုံးကွယ်သွားခဲ့တယ်ကျမကြားလိုက်ရတော့စိတ်ထဲမှာထိတ်လန့်တုန်လှုပ်သွားမိတယ်အဲ့ဒီညကစပြီးရှော့ဟိုကြီးကကျမကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်စောင့်ကြည့်လာခဲ့တယ်နေတိုင်းတောက်ရတဲ့ဆေးရည်တွေကိုကျမကသူ့ရှေ့မှာဒါမှမဟုတ်အစီကံတွေရဲ့ရှေ့မှာနေတကြိုက်တဲ့အကုန်တောက်ပြလိုက်ရတယ်ဘယ်သွားလူတွေခြေပွားမကွာလိုက်နေကြတယ်အိမ်တော်တွေကလူတွေအားလုံးလည်းဘယ်သူမှမပေါ်ဆက်ရဲကြဘူးဆေးတောက်တာကိုလုံးဝရှောင်လို့မရတဲ့အတွက်ကြောင့်ကျမရဲ့စိတ်တွေလည်းပိုပြီးညှိုးနှွမ်းလာရတယ်နေကင်းကြောင်တောင်မှတောင်3-4နာရီလောက်မိမျောအိပ်ပျော်နေတတ်ပြီးနေတိုင်းကောင်းတွေမူနောက်နေရတယ်ဒါပေမဲ့ရှမောက်ကြီးကတော့ကျမရဲ့ဒီလိုတဝက်တည်နေတဲ့ပုံစံကိုအရန်သဘောကျနေတယ်ကျမအိမ်မက်ဆိုးတွေခဏမလာတဲ့ရွယ်ပေးကကျမရဲ့ဘားကိုအားပြင်းပြင်းနဲ့ရိုက်နှက်နေတာကိုထက်ခါအိမ်မက်ပြီးသူအချစ်ဆုံးယောက်ျားကိုဘာလို့လူယူရတာလဲဆိုပြီးငိုလိုကမေးခွန်းထုတ်နေတယ်ကျမလန်နိုးလာပြီးညာဘက်ပါးကိုလက်နဲ့ဆန်းကြည့်မိတယ်ဒါပေမဲ့လက်တွေမှာကျမအရိုက်ခံထားရတာကဘဲဘက်ပါဟုတ်သားပဲကျမချက်ချင်းသတိဝင်လာတယ်ရွှေဖေးကဘဲတန်လေးငငယ်ကလေးကဘဲလက်နဲ့စာရေးပြီးဘဲလက်နဲ့လှန်ရေးလေးကျင်တာဒါပေမဲ့အဲ့ဒီညကသူကျမကိုတွန်းထုတ်တုံးကတုံးခဲ့တာကညာလက်ဖြစ်နေတယ်ပြီးတော့အဲ့ဒီညကရွှေဖေးကကျမကိုတွန်းပြီးတာနဲ့ချက်ချင်းဆိုသလိုရှမောက်ကြီးကပြေးလာပြီးအော်ဟစ်ဆူပူတော့တာပဲပုံမှန်ဆိုရင်ရှမောက်ကြည့်ဘေးနားမှာရှိနေတာကို तू မသိစရာအကြောင်းမရှိဘူးတကယ်လို့ तू ရှမောက်ကြီးကိုတကယ်ဂရုစိုက်တယ်ဆိုရင်ရှမောက်ကြီးရဲ့ရှေ့တင်ကျမကိုဒီလောက်မိုက်မဲလက်ရောက်ပါမလား तू ကကျမအပြင်ခိုးထွက်တဲ့အမှန်တရားကိုဖုံးကွယ်ပေးဖို့ရည်ရွယ်ချက်ရှိကူညီပေးနေတာမဟုတ်ရင်ပေါ့ကျမမျက်စိပြန်မြင်ရတဲ့အချိန်မှာရှမောက်ကြီးကဘာမှမသိသေးဘူးတကယ်လို့ရှမောက်ကြီးဒါကျမတက်ခေါင်ရင်အပြင်လျှောက်သွားနေတာကိုသိသွားရင်တန်တရာဝင်မှသိကြတယ်ဒါကြောင့်လည်းဖြစ်နိုင်တဲ့အခြေအနေကတကယ်ဒါဒီလိုဆိုရင်ရွယ်ဖေးအခုအနေရရှကြီးတဲ့အခြေအနေကိုရောက်နေတာမဟုတ်ဘူးလားဒီလိုရှုပ်ထွေးနေတဲ့ကိစ္စတွေကိုရှင်းလင်းပြီးကမှခေါင်းထဲကတဆစ်စစ်နဲ့ပြန်ကြိုက်လာပြီးကျမရဲ့စဉ်းစားခန်းကိုအတင်းအာရမဖြစ်တောက်လိုက်တယ်လို့ပဲအရာအားလုံးကိုရေပတ်မဝင်အောင်အသေးချာစုံစမ်းဖို့အတွက်ကျမကျူးရှည်နဲ့ပြန်ချိတ်ဆက်ဖို့ခွင့်ရေးရှာရမယ်ကျူးရှည်အကြောင်းပြောရရင်တော့အဲ့ဒီညကစပြီးကျူးရှည်ကျမကိုလာစမ်းပေးတိုင်းရှမောက်ကြီးကအနားမှာအမြဲရှိနေပြီးစောင့်ကြည့်နေတတ်တယ်ကျမတို့နှစ်ယောက်တီးတန့်စကားပြောဖို့ခွင့်ရေးလုံးဝမရှိဘူးဒါပေမဲ့အခုတော့ကြွမမတက်နိုင်ပဲအသက်ဆုံးပြီးကျူးရှည်ကိုအချက်ပြရတော့မယ်နောက်တစ်နေ့ရှမောက်ကြီးညီလာခံတက်ဖို့ထွက်သွားတာနဲ့ချက်ချင်းကျမခေါင်းကိုက်ပြီးရင်တုံချင်းအောင်ဆောင်လိုက်ပြီးအိမ်စီကိုကျူးရှည်ကိုအမြန်သွားပင်ခိုင်းလိုက်တယ်ကျူးရှည်အခန်းထဲရောက်လာတော့ကျမခုတင်ပေါ်မှာလှဲနေပြီးနာကျင်လွန်းလို့လူလိမ့်နေတယ်တကူလုံးလည်းတနေ့ကုန်အားအင်ကုန်ခန်းနေပြီးခေါင်းကိုက်တာဒါမှမဟုတ်အိတ်ချင်းငိုင်းမြည်နေတာပဲစီဦးတွေဝင်သွားတာနဲ့ပြုတ်အန်ကျင်လာတယ်ဒီလိုဖြစ်တာအချိန်ရှိနေပြီးဆေးတွေကိုလည်းအချိန်မှန်တောက်ရသားနဲ့မျက်စိမိတ်လိုက်တာနဲ့အိမ်မက်ဆိုးတွေကြီးပဲစားလို့မဝင်အိတ်လို့မပြောဘူးကျမတက်ပြင်းရှည်ကြီးချပြီးမျက်နာကိုလက်နဲ့အုပ်ကငိုချလိုက်မိတယ်တမားတော်ကျကျမကိုအမှန်တိုင်းပြောပြပါကျမကူလို့မရတော့ဘူးလားသူကအခုအချိန်မှာကျမရဲ့ဒီမော်ဝင်အိမ်တော်တွေကတူလေးတော်မျောလင်းချက်အသက်ကဲကောက်ရိုးပဲကျမစကားတွေကပြုတ်ဝက်အချက်ပြမှုကိုသူနားလည်နိုင်ပါစေလို့ပဲဆုတောင်းရတယ်ကိုမချဲလဲနိုင်ပဲဆေးကတော့တောက်ရမှာပဲဆိုတာကျူရှည်ရဲ့မျက်နာကအုံတောက်တယ်တန်သွားပြီးသူဖြည်းဖြည်းချင်းပြောလာတယ်တခင်မအရင်ဆုံးမလုပ်ပါနဲ့ဦးကျမသွေးဖြန်းပေးပါရစေကျမဒါကိုကြားတော့လဲဆက်မလုပ်တော့ပဲလက်ကိုခတင်ပေးကိုဆန့်ထုတ်ပေးလိုက်တယ်အေးဆက်လက်ချောင်းလေးတွေကကျမရဲ့လက်ကောက်ဝတ်ပေါ်ရောက်လာပြီးတခင်မစိတ်မပူပါနဲ့ဦးကျမနီးလန်းရှာပြီးကူညီပေးပါမယ်အိမ်စီကဘေးကနေစောင့်ကြည့်နေတဲ့အတွက်ကျူရှည်ရဲ့စကားကကျမဆေးတောက်တာကိုရှောင်လွဲလို့မရဘူးလို့အချက်ပြနေတာကိုနားလည်ပေမဲ့မျက်ဝန်းတွေအကြည့်မဲ့စွာနဲ့ပဲသူ့ကိုကြည့်နေမိတယ်ကျူရှည်ကတက်ပြင်းရှည်ကြီးချလိုက်ပြီးတခင်မကမကြသေးခင်ကမှလန့်ထားတာစိတ်အခြေအနေမကောင်းတော့ခန္ဓာကိုယ်ပါထိခိုက်တာစိတ်ပူတာကအဆိုးဆုံးပဲတခင်မစိတ်ကိုပဲလျှော့ထားပါယောဂကုသတဲ့ကိစ္စကိုကျမစီပဲလုံးလုံးအနှံထားလိုက်ပါဘလို့ဖြစ်ရတာလဲဆိုတာတော့မသိဘူးဘာမှမသိပေမဲ့ကျန့်ရှယ်ရဲ့စကားတွေထဲကအတိတ်ပဲကိုကျမနားလည်ခဲ့တယ်သူကကျမကိုစိတ်အေးအောင်နှစ်သိမ့်ပေးနေတာပါမစိုးရိမ်ပါနဲ့သူတခြားနီးလန်းရှာတွေ့မှာပါဒါဆိုရင်တော့ရှင်ပဲဒုက္ခခံပေးပါတော့စကားပြောလို့ပြီးယုံရှိသေးအခန်းတကားကိုတယောက်ကတွန်းဖွင့်လိုက်တန်ကြားလိုက်ရတယ်လန်မင်းပါဖြစ်လို့လဲရှာဟောက်ကျန်းကကျန့်ရှယ်ကိုအတင်းတွန်းဖယ်ပြီးကျန့်ရှယ်စမ်းသက်ပေးနေတဲ့ကျမရဲ့လက်ကိုဆွဲကင်လိုက်တယ်ရှာဟောက်ကျန်းရဲ့မျက်ဝန်းတွေထဲမှာစိုးရိမ်ပူပန်မှုတွေအပြည့်ဖြစ်နေပြီးခန်းဒါကိုဘယ်နာကမတက်မတာဖြစ်လို့လဲလို့မေးတယ်ရှာဟောက်ကျန်ဒီလောက်အစောကြီးနန်းတွင်းကပြန်လာလိမ့်မယ်လို့ကျမလုံးဝမထင်ထားမိဘူးစိတ်ထဲမှာတော့နည်းမတင်မကြဖြစ်မိတယ်မကြသေးခင်ကပဲဒီခန္ဓာကိုယ်ကတရက်ထက်တရက်ပိုပြီးအားနေလာတယ်လို့ခံစားရတယ်အမြဲတမ်းလဲဟိုမစ်ဒီမစ်နဲ့တနေကုန်ငိုင်းမြည်နေပြီးအိပ်ရင်လဲကောင်းမအိပ်ပျော်ဘူးရှာဟောက်ကျန်ကတခုခုကိုစဉ်းစားနေပုံရပြီးစကားပြောတာလဲစိတ်မပါသလိုဖြစ်နေတယ်အတော်ကြာမှသူကခေါင်းလှည့်ပြီးကျန့်ရှယ်ကိုစိုက်ကြည့်ကကျမရဲ့ဇနီးခံဒါကိုကအခြေအနေဘလို့ရှိလဲလို့မေးတယ်ကျန့်ရှယ်ကကျမကိုတိတ်တဆိတ်တစ်ချက်လှမ်းကြည့်ပြီးမျက်နှာမူအရာကတဘာဝမကျသလိုဖြစ်နေကတော့ပါတခင်မကလန့်သွားပြီးစိတ်မတည်ငြိမ်သေးတာပါပြီးတော့သွေးနဲ့လေးလဲအားနေနေတာကြောင့်စိတ်ခံစားချက်ရဲ့လွှမ်းမိုးမှုကိုခံရလွယ်ပါတယ်ကျမတခင်မကိုအဆိုင်ကူပေးပါမယ်တခင်မစိတ်တည်ငြိမ်သွားရင်စိတ်တက်ကလည်းတဘာဝအတိုင်းတဖြည်းဖြည်းကောင်းမွန်လာမှာပါတကယ်လားကျမကမယုံကြည်တဲ့ပုံစံမျိုးနဲ့တမင်တကာလေးတန်းကိုဆွဲပြီးပြောလိုက်တယ်ဇနီးရှာဟောက်ကျန်းကကျမလက်ကိုဆုပ်ကိုင်ပြီးအားနေထည့်လိုက်ကဆရာဝန်ရဲ့ဆေးပညာကဘလို့လို့အလိမ်ညာဖြစ်နိုင်မှာလဲလို့ပြောပြီးတာနဲ့သူကကျန့်ရှယ်ဘက်ကိုလှည့်လိုက်ပြီးတောင်းပန်တဲ့လေးတန်မျိုးဖြစ်နေပေမဲ့မျက်ဝန်းတွေထဲမှာတော့ပြင်းထန်တဲ့သတိပေးမှုတွေပြည့်နေကကျမရဲ့ဇနီးကမကြသေးခင်ကစိတ်တိုလွယ်ပြီးစိတ်แท้ရှိရာဆိုပြောတတ်လို့တင်ကစိတ်แท้မထားပါနဲ့လို့ပြောတယ်တခင်မရဲ့ခန္ဓာကိုယ်အခြေအနေကိုကျမသိပါတယ်တခင်လေးဒီလောက်အထိအားနာနေဖို့မလိုပါဘူးကျန့်ရှယ်ရဲ့ဒီစကားတွေကရိုသေးသေးရှိလာယုံတင်မကပဲမျက်နာလိုမြတ်နာရလုံးနေတဲ့အဓိပ္ပာယ်ပါတက်ရောက်နေတယ်ဒါကကျမကိုကြန့်ရှယ်အပေါ်ပို့ပြီးအထင်ကြီးစေခဲ့တယ်သူကရှာဟောက်ကျန်းနဲ့ကျမကြားမှာအမြဲတမ်းသတိထားပြီးဆက်ဆံနေခဲ့တယ်ဒါပေမဲ့ကျမစိတ်ထဲမှာတော့ကြန့်ရှယ်နဲ့ကျမကလုံးဝသစိမ်းတွေမဟုတ်ဘူးဆိုတဲ့အာယုံတစ်ခုအမြဲရှိနေတယ်ရှာဟောက်ကျန်းရုတ်တရက်ပြန်ရောက်လာတာကြောင့်ကြန့်ရှယ်နဲ့ကျမကသူ့မျက်စိအောက်မှာဘာလို့ရှောင်မှုမှမလုပ်ရဲကြဘူးကျမတို့နှစ်ယောက်ရဲ့လျှို့ဝှက်အချက်ပြမှုကနောက်တစ်ကြိမ်အနှောင့်အယှက်ခံလိုက်ရပြန်တယ်ကြန့်ရှယ်ကကျမကိုအဆိုင်ခုပြီးနောက်ရင်ပြင်ထဲမှာရှာဟောက်ကျန်းနဲ့အတော်ကြာအောင်စကားတွေပြောနေခဲ့ကြတယ်သူတို့ဘာတွေလျှို့ဝှက်ကြံစီနေလဲဆိုတာကျမမကြားရပေမဲ့သတင်းပေါက်ကနေသူတို့နှစ်ယောက်ရက်နေတဲ့အရေးမီတွေကိုတော့မြင်နေရတယ်ကျန့်ရှယ်ရဲ့အရေးလုံးဝပျောက်ကွယ်သွားတော့မှရှာဟောက်ကျန်းကအခန်းထဲကိုတွန်းဖွင့်ဝင်လာပြီးအစီကံတွေလည်းအလိုက်တီစွာဆုတ်ခွာသွားကြတယ်ဇနီးကျမကိုယ်တိုင်မှာရှာဟောက်ကျန်းကကတင်ဘေးမှာလာထိုင်ပြီးမကြသေးခင်ရက်ပိုင်းကဘာလို့စိတ်မကြည်မလင်ဖြစ်နေတာလဲကျမကိုလည်းဘာမှမပြောဘူးလို့မေးတယ်ရှာ
အဟောက်ကျန်းကတန်တရားမျက်ဝန်းတွေနဲ့ကျမကိုစိုက်ကြည့်နေတဲ့ပြီးခဲ့တဲ့ရက်တွေကဒီလောက်အထိမပြင်းထန်ပါဘူးဒီမနက်မှခေါင်းထဲကကွဲထွက်မတက်နာကျင်လာတာပါတေချာစဉ်းစားကြည့်မှမကြသေးခင်ကဒီခန္ဓာကိုယ်ကပိုပြီးအားနေလာတာကိုသတိထားမိတယ်ကျမအတော်ကြာအောင်ရှာဖွေစမ်းသပ်ပြီးမှရှာဟောက်ကျန်းရဲ့လက်ကိုဆွဲကင်လိုက်ကအချူကျမမကြခင်မခံနိုင်တော့မှာကိုကြောက်လို့ပါရှာဟောက်ကျန်းရဲ့တင်းမာနေတဲ့မျက်နှာကအခုမှပဲပြေလျော့သွားပြီးဇနီးကရှောက်တွေးပြီးဘာတွေပြောနေတာလဲလို့မေးတယ်ကျမပြောတာရင်ထဲကစကားတွေပါကျမကိုအတင်းကျပ်လုပ်ပြီးမျက်ရည်နှင်းငယ်ညှစ်ထုတ်လိုက်ကရှေ့အိမ်ကိုလက်ထပ်ဝင်လာတာ3နှစ်ရှိပြီကျမရဲ့အသုံးမကျတဲ့ခန္ဓာကိုယ်ကြောင့်ရှင့်အတွက်ကလေးတစ်ယောက်တောင်မမွေးပေးနိုင်ဘူးကြွယ်ရမှာလူအများကြီးကဒီကိစ္စနဲ့ရှင့်ကိုကဲ့ရဲ့လှောင်ပြောင်နေကြတာကျမသိပါတယ်အဓိကအချက်ကိုရောက်အောင်စကားတွေအများကြီးပတ်ပြောပြီးမှနောက်ဆုံးတော့အရေးကြီးဆုံးစကားကိုငါဖွင့်ဟလိုက်နိုင်ပြီလက်ရှိအခြေအနေမှာကျုရှယ်ကငါစီသတင်းစကားပါချင်ရင်တော့ကောင်းကင်ပေါ်တက်ရတယ်လို့ခက်ခဲနေလိမ့်မယ်ဒါအပြင်သူငါကိုလာကြည့်ပြီးကလေးကငါတောက်နေတဲ့ဆေးတွေကတပြားသားမှမပြောင်းလဲသွားဘူးဒါကပဲကျုရှယ်ဟာလည်းရှမန်ဟိုကငါဆေးတောက်တာကိုလှည့်စားဖို့အတွက်ရှာလာတဲ့အကာအကွယ်တစ်ခုပဲဆိုတာတက်သေးပြနေတာပေါ့ငါအသေးချာပြန်တွေးကြည့်မိတယ်ပြီးတော့ဒီနှစ်ကျော်အတွင်းငါဘိုက်ကဘာမှထူးခြားမှုမရှိခဲ့ဘူးဒါပေမဲ့ရာသီလာတဲ့ရက်တွေကိုဖယ်လိုက်ရင်တော့လာလိုက်ရှမန်ဟိုနဲ့အတူနေဖြစ်တဲ့အကြိမ်ရေအတွက်ကတကယ်တော့တော်တော်လေးများပါတယ်အမျိုးသမီးတွေကိုဝင်ဆောင်ချိန်မှာဆေးတောက်ဖို့ဆိုတာတကယ်ကိုသတိကြီးထားရမယ့်အရာပဲဒါကြောင့်လဲရှမန်ဟိုကငါ့ကိုဝင်မရအောင်အမြဲတမ်းတားဆီးနေတာဖြစ်နိုင်တယ်ဒါပေမဲ့တကယ်လို့ရှမန်ဟိုကငါနဲ့ကလေးတယောက်တကယ်လိုချင်နေဆိုရင်ငါဝင်မရခင်မှာခန္ဓာကိုယ်ကိုထိခိုက်စေတဲ့အဲ့ဒီဆေးတွေကိုငါထပ်တောက်เสียမလို့တော့ဘူးဒီလိုဆိုရင်ငါအတွက်တတိနဲ့အသက်ရှူဖို့ခွင့်ရတစ်ခုရှာနိုင်လိမ့်မယ်ပိုပြီးအရေးကြီးတာကဒီနီလန်းကရှမန်ဟိုကိုငါအပေါ်ထားတဲ့တန်တရားတွေရောကြသွားစေနိုင်တယ်သူလည်းအခုလောက်ဆိုတန်တရားဝင်နေလောက်ပြီငါကအရင်လိုပဲသူ့ကိုအကျွမ်းမဲ့ယုံကြည်နေတဲ့အယူမလေးတယောက်လို့ထင်နေတော့ပဲလားငါရင်တထိတ်ထိတ်နဲ့ရှမန်ဟိုရဲ့တုတ်ပြန်မှုကိုစောင့်နေမိတယ်သူ့မျက်လုံးထဲကတန်တရားနဲ့တတိထားမှုတွေဟာစကလုံးနဲ့ပေါ်ပြလို့မရတဲ့စိတ်လှုပ်ရှားမှုတွေနဲ့ချက်ချင်းပြည့်နှက်သွားတာကိုတွေ့လိုက်ရတယ်အစီအစဉ်ကတော်တော်လေးအဆင်ပြေဖြစ်သွားတယ်နောက်ရက်မှာပဲရှမန်ဟိုကငါခန္ဓာကိုယ်ကိုပြုစုပေးဖို့ကျုရှယ်ကိုလွှတ်လိုက်တယ်ကျုရှယ်ကငါရှမန်ဟိုနဲ့ကလေးယူဖို့စီစဉ်နေတယ်လို့ကြားလိုက်ရတဲ့အချိန်မှာခဏလောက်ကြောင်သွားတယ်ငါမျက်လုံးတွေကဒီနှစ်တွေအတွင်းဘာကောင်းတာမှမမြင်ခဲ့ရသလိုစိတ်ထဲမှာလည်းမျှော်လင့်ချက်မရှိတော့ပါဘူးရှမန်ဟိုအတွက်ရှေ့မိသားစုရဲ့သွေးသားကိုခြံထားပေးဖို့ကငါရဲ့တခုတည်းသောမျှော်လင့်ချက်ပါပဲသမားတော်ကြီးအနေနဲ့ကူညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ငါဒီလိုပြောလိုက်တော့ထင်တဲ့အတိုင်းပါပဲဘေးမှာရှိနေတဲ့ရှမန်ဟိုကဒီစကားတွေကိုကြားပြီးနောက်မျက်နှာမှာဝမ်းသာမှုကိုဖုံးဖိလို့မရတော့ဘူးကြည့်ရတာသူလုံးဝယုံသွားပြီထင်တယ်ငါတို့အပေါ်ဘာမှတန်တရားမရှိပဲသူ့အပေါ်မှာပဲစိတ်ရောကိုယ်ပါပုံအောထားတယ်လို့ထင်နေတာပေါ့ဒါပေမဲ့ဘာဖြစ်လို့လဲမသိဘူးငါကတင်ပေါ်မှာလှဲနေရင်ကျုရှယ်ရဲ့လက်အင်ကြီးအောက်မှာအတင်းဆုပ်ထားတဲ့လက်သီးကိုလှမ်းမြင်လိုက်ရတယ်ကလေးရဖို့နဲ့မျက်စိကူတာဖို့ကတနေ့နေ့မှာအဆင်ပြေသွားမှာပါသမားတော်ကြီးကျုကိုယုံကြည်ရမယ်ရှမန်ဟိုကငါ့ကိုဟန်ဆောင်ပန်ဆောင်နဲ့ချုံမြူနေတော့မှာပဲတကယ်တော့ကွယ်ရမှာကျုရှယ်ကိုအချက်ပြနေတာပဲဒီမြင်ကွင်းတစ်ခုလုံးကိုငါကိုကြည့်ပြီးအကုန်မြင်နေရတယ်အခုအခန်းထဲမှာငါရဲ့ကျုရှယ်ရဲ့ရှမန်ဟိုရဲ့3ယောက်တည်းရှိတော့ပြီးတော့ရှမန်ဟိုကကျုရှယ်ဘက်ကိုလှည့်ကြည့်နေတဲ့အချိန်မှာငါချက်ချင်းပဲကျုရှယ်ကိုနှကန်းလှရှာမှုနဲ့တားဆက်ချားဆေးဆိုတဲ့စကားလုံး3လုံးကိုအတန်မထွက်ပဲပြောလိုက်တယ်ကျုရှယ်ကငါတိတ်ပဲကိုနားလေသွားတာကိုမြင်တော့မှငါလဲဝမ်းသာအားရဖြစ်တဲ့ပုံစံမျိုးလုပ်ပြီးရှမန်ဟိုကိုပြောလိုက်တယ်မင်းငါကိုမနစ်သိမ့်ပါနဲ့တော့ငါခန္ဓာကိုယ်အခြေအနေကိုငါဘာသာသိပါတယ်ငါဒီဘဝမှာမင်းကိုဘယ်တော့မှပြစ်မထားပါဘူးငါတို့တွေနောင်ကြရင်ငါတို့ရဲ့သွေးသားလေးကြီးပြင်းလာတာကိုအတူတူကြည့်ကြရအောင်ငါလည်းအရင်လိုပဲဖျားသခင်ကငါ့အပေါ်တကယ်မစိုးပါဘူးလို့ရိုးရိုးသားသားပဲကျေးဇူးတင်မိတယ်ဒီလိုကောင်းတဲ့ခင်မုန်းမျိုးနဲ့စုံခွင့်ရလို့ပါပဲဘေးမှာရက်နေတဲ့ကျုရှယ်ကဒီမြင်ကွင်းကိုကြည့်ပြီးငြိမ်သက်စွာပဲခေါင်းလဲသွားကဆေးညွန့်ကိုအမြန်ရေးပြီးချက်ချင်းပဲပြန်သွားခဲ့တယ်ကိုဝင်ယူဖို့ဆုံးဖြတ်ပြီးကလေးကငါအုံနောက်ကပိုပြီးကြည်လင်လာတယ်လို့ပဲဒါပေမဲ့ထူးဆန်းတာကကျုရှယ်ကငါကိုဝင်ယူပြီးကိုကာကွယ်ဖို့စူးစမ်းနေတာကိုရိပ်မိသွားကလေးကသူလာတိုင်းပုံမှန်တိုင်းပဲသွေးဖို့စကိုစမ်းသက်ပေးပြီးငါနဲ့ပုဂ္ဂိုလ်ရေးအရာဘာလျှို့ဝှက်ချက်မှထပ်ပြီးမပြောတော့ဘူးသူကလာတိုင်းပုံမှန်တိုင်းပဲစမ်းသက်စစ်ဆေးပေးုံတင်ဖြစ်ပြီးတခြားဘာလျှို့ဝှက်အချက်ပြဆက်သွယ်မှုမှလည်းတခါမှမလုပ်ခဲ့ဘူးကျမတို့နှစ်ယောက်ကြားမှာအဆင့်တန်းတစ်ခုချားနေတယ်လို့ပါပဲကျမနင်းညံ့မျောလင့်နေတဲ့ကိုဝင်သားစေးကလည်းအခုထိလက်ထဲမရောက်သေးဘူးနေတိုင်းကျမစိတ်ကူးညံစင်ပြီးသူ့ကိုတိတ်တဆိတ်တတိပေးနေပေမဲ့သူကတော့တွေးဆဆနဲ့မတိကျင်အောင်ဆောင်နေတယ်ရှောင်းမောင်ကြီးကကျမရဲ့သူရှိုးကိုဖော်ထုတ်ဖို့တမင်တက်သူ့ကိုလွှတ်လိုက်တာများလားဒါကကျမကိုခြေထောက်ကိုကြောက်ခဲနဲ့ထူးမိစေဖို့လှည့်ကွက်တစ်ခုလားတစ်သက်လုံးကိုယ်တိုင်တူးထားတဲ့ကျင်းထဲမှာပဲပိတ်မိနေတော့မှလားကျမဟာအဆုံးမရှိတဲ့လျှို့ဝှက်တွင်းနဲ့ကြီးတဲ့ကိုတလန်းချင်းကျဆင်းသွားတယ်လို့ပါပဲရင်ထဲမှာလည်းဘာကိုမှစုပ်ကင်လို့မရတဲ့ကြောက်ရွံ့မှုတွေနဲ့ပြည့်နှက်နေတဲ့တကားတွန်းဖွင့်တန်တစ်ခုကြောင့်ကျမရဲ့တွေးလွန်နေမှုတွေရုတ်တရက်ရပ်တန့်သွားတယ်အရင်ကတခါမှမမြင်ဘူးတဲ့အစေခံမင်းကလေးတစ်ယောက်ဟာချုံမင်းနဲ့တတိတပန်းကန်ကိုကင်ပြီးဝင်လာတာကိုတွေးလိုက်ရတယ်ဒါကအပြင်ကနေခုတင်ဝယ်လာတဲ့လက်ဆက်တဲ့တတိတော့အေးပါမီးဖို့ချောင်းကမန်နေဂျာလင်ကတခင်မလေးကိုမြည်စမ်းကြည့်ဖို့အထူးတလဲလွှတ်ပေးလိုက်တာပါဒါဆိုမင်းဒီမှာတခင်မလေးကိုတေးချကြည့်ထားပေးနော်ဒီပစ္စည်းတွေကိုတော့ငါပဲတင်းဆေးလိုက်မယ်စပွဲပေါ်ကပစ္စည်းတွေကိုတက်ရက်တင်းဆေးပြီးတာနဲ့တကားအပြင်ကိုထွက်သွားခဲ့တယ်အခန်းထဲမှာမျက်စိတမိတ်အတွင်းကျမနဲ့အဲ့ဒီအစေခံမင်းကလေးပဲကြံရစ်တော့တယ်ကျမရင်ထဲမှာတတိပေးကောင်းကောင်းတန်တွေမြည်ခဲသွားတယ်ကျမဒီရက်ပိုင်းတောက်နေတဲ့ဆေးကလုံးဝမခါပါဘူးဘာလို့အကြောင်းရင်းမရှိပဲတတိတွေလာဖို့ရတာလဲသူတို့တကယ်ပဲကျမကိုဘာမှမမြင်ရတဲ့မျက်မမြင်တယောက်လိုသဘောထားနေကြတာထင်တယ်အဲ့ဒီအစေခံမင်းကလေးကတတိတွေကိုအလွယ်တကူပဲချထားပြီးကျမရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်ကျမအသက်ရှူအောင်ထားပြီးလုံးဝမလှုပ်ရဲဘူးသူကကျမရဲ့လက်နှစ်ဖက်လုံးကိုရုတ်တရက်တင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပြီးပြုံးလျက်အတန်တိုးတိုးနဲ့ပြောလာတယ်မမကျမသိတယ်မမမြင်နိုင်တယ်ဆိုတာမမကျမလေးတုံရင်နေတဲ့အတန်နဲ့အတူသူကကျမမျက်မှောက်မှာနေမျက်နှာကအရေပြားတူကိုဆွဲခွာပစ်လိုက်တယ်သူကရွယ်ပေးဖြစ်နေလိမ့်မယ်လို့မထင်မှတ်ထားဘူးရွယ်ဖေးတကယ်ပဲညီမလေးလားရင်ထဲမှာစိုးရိမ်ပူပန်မှုတွေအလုံးရင်းနဲ့တိုးဝင်လာပြီးအောက်ကိုငုံကြည့်လိုက်မိတဲ့အခါရွယ်ဖေးရဲ့ဖြူခွေးတဲ့လေပင်ထက်မှာဖြောတော့နဲ့ညုံမဲနေတဲ့အမာရုပ်တစ်ခုကြံရှိနေသေးတာကိုတွေးလိုက်ရတယ်ဒါကအဲ့ဒီညကရှောင်းမောင်ကြီးညှစ်ထားခဲ့တဲ့ဒဏ်ရာဖြစ်ရမယ်ကျမလက်ချောင်းလေးတွေကိုမထိတထိမြောက်ပြီးဒဏ်ရာကိုညင်သာစွာစမ်းတက်ကြည့်လိုက်မိတယ်နာနေသေးလားရွယ်ဖေးကကျမရဲ့အပြင်ပေါ်ကိုသူ့လက်ဖွားလေးနဲ့ပြန်လဲအုံမိုးရင်းပြုံးပြီးပြောတယ်မနာတော့
တာကြပါပြီမမရဲ့ဒါနဲ့မမအဲ့ဒီညကရှောင်းမောင်ကြီးကအနောက်မှာပဲစောင့်နေခဲ့တာကျမမမရဲ့မျက်စိပြန်ကောင်းနေတဲ့လျှို့ဝှက်ချက်ကိုသူသိသွားမှာစိုးရိမ်တကြီးနဲ့ပဲလက်လွန်မိသွားတာမမအဲ့ဒီနေ့ကကျမကိုတွန်းထုတ်တုံးကညာလက်ကိုတုံးခဲ့တာလေကျမအဲ့ဒီအချိန်ကလေးကဒီကိစ္စမှာတခုခုလွဲမှားနေပြီဆိုတာသိခဲ့တယ်ရွယ်ပေးညီမလေးတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲရင်းထဲမှာအချိန်ကြာကြီးအောင်အေးထားရတဲ့တန်တရားတွေအားလုံးဟာတခဏအတွင်းမှာပဲလေချောင်းဝအထိတိုးဝေးထွက်လာပြီးဘဲကိစ္စကိုအရင်မေးရမှန်းတောင်မသိတော့ဘူးရွယ်ဖေးကတက်ပြေးရှည်ကြီးချလိုက်ပြီးညဝန်းဆောင်ကတော့နီမြန်းလို့နေပြီးရှည်လျားလာတဲ့3နှစ်တာကာလအတွင်းမှာတကယ်ပဲအပြောင်းလဲတွေအများကြီးရှိခဲ့ပါတယ်မမရှက်အိမ်တော်ကိုရောက်လာတဲ့အဲ့ဒီနေ့ကစပြီးအရာအလုံးကပြောင်းလဲသွားခဲ့ပြီးမမရှက်အိမ်တော်ကိုရောက်ခါစားတကားဝကိုဝင်ချင်းပါတယ်တခြားသူတွေရဲ့ကန့်ကွက်တားဆီးမှုကြောင့်လဲကျသွားခဲ့တယ်အဲ့ဒီအချိန်တုန်းကမမရဲ့ခင်ပွန်းကတအားစိတ်ပူသွားပြီးမင်္ဂလာပွဲရဲ့ဧည့်ခံပွဲကိုတောင်ရပ်တန့်ပစ်ခဲ့တယ်အိမ်တော်တစ်ခုလုံးကဧည့်သည်တွေကိုလည်းအကုန်လုံးပြန်လွတ်ပစ်ခဲ့တယ်မိဘတွေလည်းအဲ့ဒီအချိန်မှာဆက်နေဖို့အဆင်မပြေတော့ဘူးကျမရင်ထဲမှာမမကိုစိတ်ပူနေလို့ရှက်ရှက်နဲ့ပဲမမနားမှာနေခဲ့တယ်ဒါပေမဲ့ဘသူကထင်မှတ်ထားမှလဲအဲ့ဒီညတစ်ခေါက်ရံမှာတင်ညနေဖုံးဆွတ်ထားတဲ့လူသက်သမားတစုကရှက်အိမ်တော်တွေကိုတိတ်တဆိတ်ဝင်ရောက်စီးနှင်းခဲ့ကြတယ်ကျမကမမရဲ့ခုတင်နားမှာအမြဲဆောင်နေခဲ့လို့မတိစိတ်နဲ့အိပ်ပျော်သွားပြီးကံကောင်းထောက်မစွာနဲ့ပဲလွတ်မြောက်ခဲ့ရတယ်ရှေ့ကျူရဲ့တကယ်ညီကုန်းကအဲ့ဒီယူသွနေတဲ့မိမပြောခဲ့တာနဲ့ထပ်တူကြနေလိမ့်မယ်လို့ကျမကြဟိုတင်တွေးစထားခဲ့ပေမဲ့ရွယ်ဖေးရဲ့နှုတ်ကနေတလုံးချင်းစီပြောထွက်လာတာကိုကြားလိုက်ရတဲ့အခါကျမလည်းမျက်ရည်တွေကိုမထိန်နိုင်ပဲတပေါက်ပေါက်ကျဆင်းလာခဲ့မိတယ်ကျမဒီလိုငိုကြွေးနေတာကိုမြင်တော့ရွယ်ဖေးလည်းပြပြတလဲနဲ့လလန်းပြီးကျမရဲ့မျက်ရည်တွေကိုတုပ်ပေးရှာတယ်မမအရင်ဆုံးမငိုပါနဲ့ဦးစကားကမဆုံးသေးပါဘူးကျမသူ့ရဲ့ရုပ်လောင်းကိုတင်ကြိုပေးဖို့ပြင်ဆင်နေတဲ့အချိန်ကြမှာပဲသူ့ရဲ့ရင်ဘတ်ထဲမှာနောက်ဆုံးထွက်သက်ကလေးတစ်ချက်ကြံရှိနေသေးတာကိုရုတ်တရက်သတိပြုမိလိုက်တာမမမှတ်မိသေးရဲ့လားအရင်တုန်းကမမရောက်ခမင်းစီကိုသွားကြည့်တော့ကကျမလည်းဘေးနားမှာရှိနေခဲ့တာလေမမအိမ်တော်မပြုတ်ခင်တုန်းကကျမဟာအဲ့ဒီညနေဖုံးအတူကိုစုပ်ပြီးအိမ်တော်တစ်ခုလုံးမှာရှိတဲ့လူတွေအားလုံးကိုလှည့်စားထားနိုင်ခဲ့တာဒါတကယ်ပဲလားဒီလိုမျိုးထိတ်လန့်စရာနဲ့ဝမ်းသာစရာတွေရုတ်တရက်ဖြစ်ပြတ်သွားတာကြောင့်ကျမရဲ့ညဝန်းဆောင်မှာလည်းမျက်ရည်တွေနဲ့ပြေးရှံလာခဲ့ရတယ်။ရင်းထဲမှာလည်းတပြိုင်နက်တည်းထိတ်လန့်တုန်လှုပ်မှုတွေနဲ့ရှုပ်ထွေးနောက်ကျသွားရတယ်။ဒါဆိုသူကအခုလောလောဆယ်ဘယ်နေရာမှာပုံအောင်နေတာလဲသူကတကယ်တော့နေတိုင်းမမရဲ့အနားမှာပဲအနီးကပ်ဆောက်ရှောက်ပေးနေတာပါမမရဲ့အဲ့ဒီကျူးရှယ်ဆိုတာတကယ်တော့ရောက်ခမင်းကိုယ်တိုင်မှာပဲကျူးရှယ်ကတကယ်ကိုရှက်ကျူဖြစ်နေလိမ့်မယ်လို့မထင်မှတ်ထားဘူးကျူးရှယ်ဆိုတဲ့စာလုံးရဲ့ကျူးကကျူကိုဆိုလိုတာဖြစ်ပြီးရှယ်ကရှက်ကိုဆိုလိုတာပဲကျူးရှယ်ဆိုတာလှည့်ပတ်ကြည့်ရင်ရှက်ကျူဖြစ်နေတာပဲဒီအမှန်တရားကကျမကိုအချိန်တော်ကြာအောင်အံ့ဩမြင်သက်သွားစေခဲ့တဲ့ရှက်ကျူအသက်ရှင်နေသေးတာကိုသိရလို့ဝမ်းသာမိတယ်လို့တစ်ဖက်ကလည်းကြောက်ရွံ့မိတာကသူဟာကျမနဲ့ရှောင်းမောင်ကြီးတို့ဇလန်းစင်ပြီးတရုပ်ဆောင်နေတာတွေကိုနေတိုင်းမျက်ဝါးထင်ထင်မြင်တွေ့နေခဲ့တာပဲကျမလွတ်မြောက်ဖို့အတွက်ကိုတားကောင်အဖြစ်အသုံးချခဲ့တာကိုလည်းသူမြင်နေခဲ့တာပေါ့မျက်နှာတစ်ခုလုံးလည်းအရှက်တရားတွေကြောင့်ပူထူသွားရတဲ့ရှက်ကျူကကျမအပေါ်ဘယ်လိုမြင်မလဲဆိုတာမတွေးရတော့ဘူးဒါနဲ့ညီမတို့ကရောကျမကိုရှောင်းမောင်ကြီးခေါ်ဆောင်သွားတာကိုဘယ်လိုလုပ်ပြီးစုံစမ်းသိရှိခဲ့တာလဲပြီးတော့ကျမရဲ့အတန်ကတဖြည်းဖြည်းတိုးညင်းသွားပြီးညီမကရောဘယ်လိုလုပ်ပြီးရှောင်းမောင်ကြီးရဲ့ကျင်ရတော်ဖြစ်လာရတာလဲရွေးပေးနဲ့ရန်အိမ်တော်ကသခင်လေးရန်ပူတို့ကငယ်တငယ်ချင်းတွေဖြစ်ကြပြီးကျမတို့နှစ်ယောက်အိမ်တော်မပြုတ်ခင်တုန်းကဆိုရင်ညတကောင်ရန်အချိန်တွေမှာဆောင်ပုံနဲ့တိုးဝင်ပြီးလှုပ်ဝက်ချက်တွေကိုအမြဲတမ်းတီးတိုးတိုင်ပင်လေးရှိကြတယ်ရန်ပူရဲ့နာမည်ကိုလည်းသူ့စီကနေမကြာခဏကြားဘူးနေခဲ့တာကြားပါပြီကျွန်းမတိရတဲ့လောက်တော့ရန်အိမ်တော်ကလည်းမမကိုလာရောက်ဆောင်ပါရိတ်ချီတောင်းဆိုဖို့ပြင်ဆင်နေခဲ့တာပဲဒါပေမဲ့ဘာလို့ရွယ်ဖေးကနှက်ခမ်းကိုတင်းစေပြီးညဝန်းတွေညီမြန်းလာရတာလဲဒါတွေအားလုံးကကျမကြောင့်များလားကျမရဲ့အတန်တွေတုံရင်လာပြီးရင်ထဲမှာလည်းမချစ်တင်ခဲခံစားလိုက်ရတယ်အဖေနဲ့အမေကရောဒီအကြောင်းတွေကိုသိလားအဖေကအရင်တုန်းကကျမတို့နဲ့တော်ဝင်မိသားစုကြားဆက်နွယ်မှုရှိလာမှာကိုလုံးဝသဘောမတူခဲ့ဘူးတော်ဝင်နှန်းတွင်းတွေကအာနာလူပွဲတွေဟာမရေရာမသေးကြဘူးလို့သူအမြဲတွေးခဲ့တာလေးတစ်ချက်မှသွားအားရနဲ့မိသားစုတစ်ခုလုံးကပ်ပေးတင်သွားနိုင်တဲ့ရွေးဖေးကခေါင်းကိုညင်သားစွာခါရမ်းလိုက်ပြီးမျက်ဝန်းလေးကမျက်ရည်တွေကလည်းအောက်ကိုတပေါက်ပေါက်ကျဆင်းလာခဲ့တယ်ကျမကအဖေနဲ့အမေကိုဘယ်လိုလုပ်ပြီးစိတ်ပူပန်အောင်လုပ်ရဲမှာလဲဒါကြောင့်ရှောင်းမောင်ကြီးကိုချစ်မြတ်နိုးပါတယ်ဆိုပြီးစိတ်ဆိုးမှန်ဆိုးနဲ့တရုပ်ဆောင်ခဲ့ရတာပေါ့အချိန်တော်ကြာအောင်ရန်ဖြစ်ပြီးမှပဲအဖေကသဘောတူခဲ့တာဒီနှစ်တွေအတွင်းမှာအရှင်မင်းကြီးကလည်းမကြာခဏဖျားနာနေပြီးအိမ်ရှိမင်းသားကိုလည်းရွေးချယ်ရခြင်းမရှိသေးဘူးဒုတိယမင်းသားနဲ့ရှောင်းမောင်ကြီးတို့ရဲအာနာကလည်းညှက်တနေတာကြောင့်သူတေကိုယ်တေတိုက်ခိုက်နေကြတာကြားပြီးအဖေကနန်းတွင်းထဲမှာဩဇာအာနာရှိပြီးအရှင်မင်းကြီးရဲ့ယုံကြည်မှုကိုလည်းရရှိထားသူဖြစ်တဲ့ရှောင်းမောင်ကြီးကကျမကိုလက်ထပ်ယူလိုက်ခြင်းအဖြစ်ရန်အိမ်တော်ကိုသူ့ရဲ့ကြောထောက်နောက်ခံအဖြစ်ရရှိသွားမှာဖြစ်တယ်လို့လူထုရဲ့ထောက်ခံမှုကိုလည်းရရှိနိုင်တာပေါ့ဒီလိုမျိုးတွက်ချေကြိုက်တဲ့အယောင်းဝယ်ကိုရှောင်းမောင်ကြီးအနေနဲ့ညင်းပယ်စရာအကြောင်းမရှိဘူးကျမမင်းသားအိမ်တော်ကိုရောက်လာကလေးကမမရဲ့သတင်းတွေကိုတိတ်တဆိတ်စုံစမ်းနေခဲ့တာရှောင်းမောင်ကြီးကကျွန်းမကိုလုံးဝမလိမ်ညာခဲ့ဘူးသူကကျမကိုသူ့အပေါ်တကယ်ပဲစိတ်ရောကိုယ်ပါပုံအပ်ထားတယ်လို့ထင်နေတာလေကျမကနှုတ်လုံနေတဲ့၍သူကကျမကိုကျင်ရတော့အဖြစ်ဆက်ထားမှာပဲတကယ်လို့သတင်းပေါက်ကြားသွားမယ်ဆိုရင်တော့သူကကျမကိုအချိန်မရွေးလူတွေတယောက်ဖြစ်သွားအောင်လုပ်နိုင်တယ်ကျမရန်အိမ်တော်ကိုဒီကိစ္စတွေထဲဆွဲမသွင်းချင်တာကြောင့်ဇွတ်မိတ်ပြီးတီးခံနေခဲ့ရတာပါဒါကြောင့်ဒီ3နှစ်အတွင်းမှာအဆအရာအောက်ကျတီးခံပြီးရောက်ဖမင်းကိုဒီထဲဝင်နိုင်အောင်အကွက်ချအစီအစဉ်ခဲ့ရတာမမကျမတောင်းပန်ပါတယ်မမကိုစိတ်ဆင်းရဲအောင်လုပ်မိသွားပြီးမျက်ရည်တွေကကျမရဲ့လက်ဖမိုးပေါ်ကိုကျဆင်းလာပြီးဒီပူလောင်ထားတဲ့မျက်ရည်တွေကြောင့်ရင်ထဲမှာလည်းနာကျင်မှုကိုခံစားလိုက်ရတယ်တောင်းပန်ပါတယ်ဆိုတဲ့စကားကိုတကယ်တော့ကျမကသာပြောရမှာပါကျမအတွက်နဲ့ရွေးပြီးဟာသူ့ရဲ့ချစ်ရသူကိုပါဆွန့်လွတ်ခဲ့ရရှာတယ်မင်းသားအိမ်တော်မှာဖြတ်တန်းခဲ့ရတဲ့ဒီ3နှစ်တာကာလအတွင်းမှာသူ့ရဲ့နေ့ရက်တွေဟာကျမထပ်ပိုးပြီးပင်ပန်းဆင်းရဲခဲ့မှသိကြပါတယ်ပြင်ပကခြေတန်းအချို့ကြောင့်ကျမတို့နှစ်ယောက်ရဲ့တီတိုစကားတန်တွေရုတ်တရက်ရက်တန့်သွားအားရတယ်ကျမတို့လည်းပြပြတလဲနဲ့တယောက်နဲ့တယောက်မျက်ရည်တွေကိုတုပ်ပေးလိုက်ပြီးချက်ချင်းပဲဒီဇလန်းကိုဆက်ပြီးတရုပ်ဆောင်ဖို့ပြင်ဆင်လိုက်ကြရတယ်မမဝင်လာပါ